တရားနာပိသပေါင်းသူတော်ကောင်းတို့တဏှာကြီးပူပူလောက်အချိန်ယူပြီးတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တို့ကိုနာယူကြည်ညိုကြနှလုံးသွင်းမှတ်သားကြရအောင်မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တို့ကိုနာယူကြည်ညိုကိုယ်ရကြတယ်ဘုရားတို့လည်းပဲမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တို့ကိုဟောကြားကိုယ်ရပါတယ်ဒီတော့ဒီကနေ့ညတရားနာရောက်ရှိလာကြတဲ့ပိသပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဗတရားဟောမှလဲဆိုလို့ရှိရင်အင်္ဂုတ္တပါဠိတော်တတ္တကနိပမာလာရှိတဲ့တတ္ထုသာသနာသုတ်တံဆိုတာကိုအခြေခံပြီးတော့အင်္ဂုတ္တပါဠိတော်ဧကနိပတ်ထဲမှာလာရှိတဲ့ဧကဓမ္မတခုသောတရားများလို့အဲ့ဒါလိုလေးမြတ်စွာဘုရားနာမည်တက်ပြီးတော့ဟောထားတဲ့ဒေသနာတော်များကိုစုစည်းပြီးတော့အကျိုးများသောတတိ10မျိုးလို့တရားကောင်းစဉ်လေးပြီးတော့ပိသပေါင်းသူတော်ကောင်းတို့ကိုအရင်တော့ဟောပါမယ်အကျိုးများသောတတိ10မျိုးတဲ့နော်တတိဆိုတာအာယုံကိုအောက်မိတဲ့သဘောအမှတ်ရတဲ့သဘောတတိဆိုတာဒီနေရာမှာဘာဖြစ်လို့တတိကို10မျိုးလို့ပြောရလဲဆိုတော့အဲ့ဒီအောက်မေ့တဲ့အမှတ်ရတဲ့အာယုန်တွေကွဲပြားသွားလို့တတိ10မျိုးလို့ဒီနေရာမှာပြောတာနော်တတိကအောက်မေ့ခြင်းအမှတ်ရခြင်းမှာပဲတတိဆိုတာကဒါပေမဲ့သူအောက်မေ့တဲ့အမှတ်ရတဲ့အာယုန်ကတော့အမျိုးမျိုးရှိနိုင်တယ်ပေါ့အဲ့တော့ဦးဇင်းတို့အကျိုးများတဲ့တတိ10မျိုးဆိုတာမြတ်စွာဘုရားအင်္ဂုတ္တပါဠိတော်ဧကနိပတ်ထဲမှာအကျိုးကျေးဇူးများစွာရှိတယ်ဆိုပြီးတော့ဝါများအထုတ်တဲ့နေဆိုပြီးတိုက်တွန်းထားတဲ့သုတ်တန်လေးတွေဒါတွေကိုဦးဇင်းတို့အခြေခံပြီးတော့အကျိုးများသောတတိ10မျိုးတဲ့နာယူကြည်ညိုကြည့်ကြရအောင်နော်ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေဟာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယုတိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ချီမှုပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရယံပညာပိဇောတဝိယတမောဟဓမ္မသာနရမေရလောကကရုဝဏိတုကတံဂတိဝိမု ṭ ံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်ဤမြသောစိတ်နှလုံးလည်းရှိတော်မူပါပေထသောပညာပိဇောတဝိယတမောဟဓမ္မအရဟတမေတိဟုသောအယောင်အလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်ကိုဖယ်ခွာတော်မူပြီးထသောသာနရမေရလောကကရောလူနာမြမတတဝနန္တတို့ဤကြောင့်တိတန်တို့လေကရောပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါပေထသောဂတိဝိမု ṭ ံဒေဝမနုဿာနိရယနှင့်ပေတတရိစ္ဆာလာယရှိငါတန်သောဂတိတော်မာလီထိုသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါပြီးထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာဗရမ ्या ကဲ့သို့ပြတ်သားထင်တယ်သိမြင်ပေတတ်ဘုရားရှင်ကိုတော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညပရမမမူယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝဏိဝနာမှာကာယဝစီမနောကြည်၍သုံးလီဒွါရပနာမဖြင့်ဒုက္ခယောကျိုးလက်စုံမောဃရှိခိုးညွတ်ပါ၏မြတ်စွာဘုရားအကျိုးများသောတတိ10မျိုးတဲ့စတင်ပြီးတော့နာယူကြည်ညိုမှတ်သားကြရအောင်ဗျာဘုရားတို့ဘယ်ကနေစတင်ပြီးတော့ပြောကျင်တော့ဆိုတော့အင်္ဂုတ္တပါဠိတော်တတ္တကနိပတ်ထဲမှာ
တထုသာသနာသုတ်တံဆိုပြီးတော့မြတ်စွာဘုရားဟောထားတဲ့သုတ်တံတစ်ပုဒ်ရှိပါတယ်အဲ့ဒီသုတ်တံမြတ်စွာဘုရားဘာကြောင့်ဟောရတာတုံးဆိုတော့အခါတစ်ပါးမှာမြတ်စွာဘုရားရဲ့ထံတော်ဘာကိုဝီနီးအရာမှာဣတတေရတော်မူခဲ့တဲ့ရှင်ဥပါလိမထေရဆိုတာရှိတယ်နော်ဘေဒတို့သိပါတယ်ဟုတ်လားနော်တာဂီဝေမင်းသား6ယောက်ယဟန်ပြုတော့အဲ့ဒီတာဂီဝေမင်းသား6ယောက်ကိုစံမုတ်စိတ်ပြုပြင်ပေးရတဲ့စတ္တာသည်ဥပါလိဆိုတာနော်အဲ့ဒီဥပါလိကိုတာဂီဝေမင်းသား6ယောက်ကတို့တာဂီဝေတွေဟာအလွန်တရာမှမာမာနာကြီးတယ်ဒါကြောင့်ဒီဥပါလိကိုအရင်ယဟန်ပြုစီမယ်ပြီးရင်သူ့ရဲ့ခြေကိုရှ िख ိုးပြီးတော့မှတို့ယဟန်ပြုမယ်ဆိုပြီးတော့အဲ့ဒီတာဂီဝေမင်းသား6ယောက်ရဲ့အရင်သူယဟန်ဖြစ်တယ်ပေါ့နောက်တော့အဲ့ဒီရှင်ဥပါလိကဝီနီးအရာမှာဣတရေရတယ်အဲ့ဒါရှားရှားပါပါရှင်ဥပါလိကိုဟောထားတဲ့သုတ်တံနော်ဒီတထုသာသနာသုတ်တံဆိုတာတထုသာသနာဆိုတာတထုဆိုတာမြတ်စွာဘုရားသာသနာဆိုတာအဆုံးအမမြတ်စွာဘုရားရဲ့အဆုံးအမလို့အဲ့ဒါလိုသုတ်တံရဲ့နာမည်လေးပေးထားအဲ့ဒါလိုနဲ့ဥပါလိမထေရကမြတ်စွာဘုရားထံတော်ဘာချင်းကပ်ပြီးတော့သူကတရားတောင်းတာမြတ်စွာဘုရားကိုတာတုမေဗန္ဒီဘဂဝါတန်ခိတ်တေနဓမ္မံဒေတိတုဗန္ဒီမြတ်စွာဘုရားတဲ့ဘဂဝါဘုရားရှင်ကိုရောမြတ်ကြီးသည်မန္တပိတော်ကိုတန်ခိတ်တေနအချင်းကျုပ်အံဖြင့်ဓမ္မံသူတော်ကောင်းတရားကိုဒေတိတုဟောကြားတော်မူပါမြတ်စွာဘုရားဘုရားတပည့်တော်တောင်းပန်ပါတယ်ဘုရားတပည့်တော်ကိုအချင်းကျုပ်တရားလေးဟောပြတော်မူပါတရားကိုသူအကျေကြီးဟောပြဖို့တောင်းဆိုတာတော့မဟုတ်တန်ခိတ်တေနဓမ္မဒေတိတုတရားကိုအချင်းကလေးဟောပါတဲ့တကယ်လို့မြတ်စွာဘုရားအဲ့ဒါလို့တရားဟောခဲ့မယ်ဆိုလို့ရှိရင်တဲ့ယမဟံဘဂဝတောဓမ္မသုတ်တဝါဧကောဝုပကထောအပမထောအာတပိပဟိတထောဝိဟရိယံသူကအမခံချက်ကလေးနဲ့ဂတိဝန်ခံချက်လေးနဲ့တရားတောင်းတာတကယ်လို့မြတ်စွာဘုရားတရားဟောခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီတရားကိုနာယူပြီးတဲ့အခါမှာသူဘလို့နေမှာလဲဆိုတော့ဧကောတဲ့တယောက်တည်းနေပါမယ်တဲ့ဟုတ်လားမြတ်စွာဘုရားအချင်းချုပ်ဟောလိုက်တဲ့တရားကိုနားပြီးတဲ့နောက်မှာသူဟာဧကောတဲ့တယောက်တည်းနေမယ်တဲ့နောက်ဝုပကတ်ထောတဲ့ဝုပကတ္ထဆိုတာကနောက်ခန္ဓာကိုယ်ရဲ့အပေါင်းဖော်စိတ်ရဲ့အပေါင်းဖော်ကင်းပြီးတော့စိတ်ဉာဏ်အရာမှာနေမယ်ပေါ့နောက်ဒီခန္ဓာဒီဘဝမှာအပေါင်းဖော်တွေဒါမျက်စိနဲ့မြင်ရတဲ့ကိုယ်ဝန်းကျင်ကလူတွေဒါတွေကိုခွာရှောင်ပြီးတော့နောက်စိတ်ရဲ့အပေါင်းဖော်ဆိုတာကတော့ကိလေသာတရားတွေကိုပြောတာပါနောက်စိတ်ကများသောအားဖြင့်လောဘဒေါသမောဟနဲ့ပဲပေါင်းတင်ဆက်ဆံပြီးတော့နေတာပေါ့အဲ့တော့ဒီခန္ဓာကိုယ်ရဲ့အပေါင်းဖော်ဖြစ်တဲ့တခြားသောလူတွေနဲ့နောက်စိတ်ရဲ့အပေါင်းဖော်ဖြစ်တဲ့ကိလေသာတရားတွေနဲ့ကင်းကွာပြီးတော့ဝုပကတ္ထစိတ်ဉာဏ်အရာမှာသူနေပါမယ်နော်ဧကောဝုပကတ္ထောပြီးတော့အပ္ပမတ္ထောတဲ့ဟောအပ္ပမတ္ထောဆိုတာအပ္ပမဒဆိုတဲ့တတိတရားကိုပြောတာနောက်ကမ္မထာတရားကြိုးစားအထုတ်ပြီးဆိုရင်ဒီအပ္ပမဒတရားကအဓိကအခြေခံတော့ချက်ကြတဲ့အရေးအကြီးဆုံးတရားပေါ့သူမပါလို့ရှိရင်ဘယ်သူတော်ကောင်းတရားမှအလုံးမဖြစ်ဘူးပေါ့နော်ဒါကြောင့်နံပါတ်3အပ္ပမတ္ထောမမေ့မေ့လျော့တဲ့တတိတရားလက်ကင်ထားပြီးတော့လဲသူနေပါမယ်ပေါ့ဧကောဝုပကတ္ထောအပ္ပမတ္ထောပြီးတော့အာတာပိတဲ့အာတာပိဆိုတာကပြင်းထန်ထက်သန်တဲ့လုံလဝရိယကိလေသာကိုပူလောင်6ပေသွားစေနိုင်လောက်အောင်အစွမ်းတတိကြီးမားတဲ့ဝရိယတရားအဲ့ဒီဝရိယကိုလည်းပဲဖြစ်စီပြီးတော့သူနေပါမယ်ပေါ့ဧကောဝုပကတ္ထောအပ္ပမတ္ထောအာတာပိပြီးတော့ဗာပြောတော့ဆိုတော့ပဟိတ္ထောတဲ့ပဟိတ္ထောဆိုတာကကိုယ်နဲ့အသက်ကိုမငက်ကွက်ဖဲနဲ့ရဲဆွန့်လွတ်ပြီးတော့နိဗ္ဗာန်ကိုရှစ်လွတ်သောစိတ်ဖြင့်ဝိဟရိယံသူနေပါမယ်တဲ့နော်သူလုပ်တဲ့အလုပ်တွေအကုန်လုံးဟာနိဗ္ဗာန်ကိုဥတည်ပြီးတော့နိဗ္ဗာန်ကိုရလိုတဲ့စိတ်နဲ့သာလေအဲ့ဒါလိုလုပ်တဲ့နေရာမှာလည်းပဲကိုယ်နဲ့အသက်ကိုမငက်ကွက်ဖဲနဲ့ရဲဆွန့်လွတ်ပြီးတော့နိဗ္ဗာန်ကိုဥတည်ချက်ထားပြီးတော့သူနေပါမယ်တဲ့ဟုတ်လားမြတ်စွာဘုရားတောင်းပန်ပါတယ်ဘုရားတပည့်တော်ကိုတရားအချင်းချုပ်ကလေးဟောပါမြတ်စွာဘုရားရဲ့တရားကိုနားပြီးလို့ရှိရင်ဘုရားတပည့်တော်တယောက်တည်းစိတ်ဉာဏ်အရာချင်းကပ်ပြီးတော့မမိတ်မလျော့တဲ့တတိတရားနဲ့ပြင်းထန်တဲ့လုံလဝရိယနဲ့နိဗ္ဗာန်ကိုရှေ့လွတ်သောစိတ်ဖြင့်ဘုရားတပည့်တော်နေပါမယ်လို့သူပြောတာအဲ့လိုပြောတဲ့အခါကျတော့မြတ်စွာဘုရားကတရားဟောပုံကလေးကအဲ့ဒီသုတ်တံမှာတစ်မျိုးတစ်ပါးသာထူးခြားတယ်လို့ဆိုရမယ်ဘယ်လိုဟောတုံးဆိုတော့ဥပါလိတဲ့အခုပြောမဲ့
အကျိုးကျေးဇူး9မျိုးကိုမရရှိစေနိုင်ဘူးဆိုလို့ရှိရင်ဧကံတေနဥပါလိဒါရိယံတိနေသောဓမ္မောနေသောဝိနယောနေတံတထုသာသနံအခုပြောမဲ့အကျိုးကျေးဇူး9မျိုးကိုမဖြစ်စေဘူးဆိုလို့ရှိရင်နေသောဓမ္မောအဲ့ဒါတရားမဟုတ်ဘူးလို့ဧကံတေနဧကန္တကိုပဲသင်ဟာဒါရိယံတိမှတ်ရမယ်ဟောအခုပြောတဲ့အကျိုးကျေးဇူး9မျိုးမဖြစ်စေနိုင်ဘူးဆိုရင်အဲ့ဒါဟာတရားမဟုတ်ဘူးနော်နေသောဝိနယောဧသောအဲ့ဒီတရားဟာနဝိနယောဝိနယလည်းမဟုတ်ဘူးဟုတ်လားနေတံတထုသာသနာနော်ဧတံအဲ့ဒီတရားဟာနတထုသာသနာမြတ်စွာဘုရားရဲ့အဆုံးအမသာသနာလို့လည်းပဲပြောလို့မရဘူးတဲ့အဲ့ဒါကိုဧကံတေနဒါရိယံတိသေချာဖို့အဲ့ဒါလိုမှတ်ရမယ်ဆိုတဲ့ဩဝါဒနဲ့မြတ်စွာဘုရားဟောတယ်နော်အခုပြောမဲ့အကျိုးကျေးဇူး9မျိုးကိုမဖြစ်ပေါ်စေဘူးဆိုရင်အဲ့ဒီလိုတရားမျိုးဟာတရားမဟုတ်ဘူးဝိနည်းမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမမဟုတ်ဘူးတဲ့အဲ့တော့အဲ့ဒီအကျိုးကျေးဇူး9မျိုးကဘာတော့နော်အဲ့ဒီအကျိုးကျေးဇူး9မျိုးကဘာလဲဆိုတော့ဣမေဓမ္မာနဧကန္တနိဗ္ဗိဒာယဝိရာဂာယនិရောဓာယဥပတမယအဘိညာယတံဘောဓာယနိဗ္ဗာနာယတံဝတ္တန္တိပိဿပေါင်းသူတော်ကောင်းတို့ဒီပါဠိပိုက်ကလေးကတော့ဒီကနေ့ညထက်ခါတလဲလဲကြားရမယ်ပါဠိပိုက်လေးဒီတရားလေးနားပြီးရင်တော့အဲ့ဒါအလွတ်ရသွားလောက်အောင်ဦးဇင်းကတော့ပြောလိုက်မယ်ဟုတ်လားနော်ဧကန္တနိဗ္ဗိဒာယဝိရာဂာယនិရောဓာယဥပတမယအဘိညာယတံဘောဓာယနိဗ္ဗာနာယတံဝတ္တတိ9မျိုးနော်အခုပြောမဲ့အကျိုးကျေးဇူး9မျိုးဆိုတာဒါပဲအဲ့ဒီအကျိုးကျေးဇူး9မျိုးကိုသာမမျိုးကိုသာဒီဘူးဆိုလို့ရှိရင်နေသောဓမ္မောနေသောဝိနယောနေတံတထုသာသနာအဲ့ဒါတရားမဟုတ်ဘူးအဲ့ဒါဝိနည်းမဟုတ်ဘူးအဲ့ဒါမြတ်စွာဘုရားအဆုံးအမဟုတ်ဘူးလို့ဧကံတေနသေချာပေါက်ဒါရိယံတိမှတ်ရမယ်တဲ့ဟောဘာလို့တရားကိုပြောတဲ့နေရာမှာဒါသတ်မှတ်ချက်ပေးလိုက်တာတရားကိုဟောနေတာမျိုးဟိုကျုပ်တည်းကြည့်ရင်တော့မဟုတ်ဘူးလို့တောင်ထင်စရာရှိတယ်ပေါ့ဟုတ်လားဒါပေမဲ့တရားတစ်ခုကိုစီစစ်ကြည့်တဲ့အခါမှာဒီအကျိုးကျေးဇူး9မျိုးကိုမဖြစ်ပေါ်စေဘူးဆိုရင်ဒါတရားမဟုတ်ဘူးဝိနည်းမဟုတ်ဘူးအဆုံးအမဟုတ်ဘူးအဲ့တော့အဲ့ဒီအကျိုးကျေးဇူး9မျိုးကဘာတော့နံပါတ်1ဧကန္တနိဗ္ဗိဒာယစင်စစ်ဧကံတန်တရားဝဆင်းရဲကိုညှင်းငွေ့ခြင်းအလို့မှာဟောသေချာပေါက်စိတ်ထဲမှာတန်တရားဝဆင်းရဲကိုညှင်းငွေ့သွားစေတယ်ဆိုတဲ့အကျိုးကျေးဇူးတော့တရားတစ်ပုဒ်ကိုနားလိုက်တယ်တရားခုနှလုံးသွင်းလိုက်တယ်မှတ်သားလိုက်တယ်အဲ့ဒီတရားဟာတန်တရားဝဆင်းရဲကိုညှင်းငွေ့သွားစေတာမျိုးဖြစ်မလာဘူးဆိုရင်တန်တရားဝဆင်းရဲကိုညှင်းငွေ့သွားဖို့ဘာအထောက်အကူမှမပြုဘူးဆိုလို့ရှိရင်အဲ့ဒါတရားမဟုတ်ဘူးအဲ့ဒါဝိနည်းမဟုတ်ဘူးအဲ့ဒါအဆုံးအမမဟုတ်ဘူးတဲ့ဟောဒါတရားဟုတ်လားမဟုတ်လားလို့စီစစ်ဖို့ပေရန်တစ်ချောင်းလို့လည်းပဲပြောလို့ရတယ်ချိန်ခွင်တစ်လက်လို့လည်းပဲပြောလို့ရတယ်ပေါ့နော်အဲ့တော့အကျိုးကျေးဇူး9မျိုးကိုဇက်တိုက်ပဲဦးဇင်းတို့ပြောသွားမယ်နော်နံပါတ်1ကဧကန္တနိဗ္ဗိဒာယစင်စစ်ဧကံတန်တရားဝဆင်းရဲကိုညှင်းငွေတဲ့စိတ်ဖြစ်ရမယ်သူတော်ကောင်းတရားဆိုတာဟုတ်လားတကယ်တမ်းကတန်တရားဆိုတာကပျော်เสียနှစ်သက်เสียအနေထားမျိုးမဟုတ်ဘူးသို့တော်ဒကာမတို့ဦးဇင်းတို့ပုထုဇဉ်တွေဖြစ်နေတော့ဘဝရဲ့အပေါ်မှာတန်တရားရဲ့အပေါ်မှာမှန်မှန်ကန်ကန်မသိနိုင်မမြင်နိုင်ကြသေးတော့ဒါကိုညှင်းငွေရကောင်မှမသိဘူးပေါ့နော်ပျော်เสียလို့ထင်တယ်နှစ်သက်เสียလို့ထင်တယ်တန်ဖိုးရှိတယ်လို့ထင်တယ်ပေါ့တကယ်အစစ်အမှန်ဆိုတာကအဲ့ဒါမျိုးမဟုတ်ဘူးဟုတ်လားဒါကြောင့်တန်တရားဝရှင်းကိုညှင်းငွေခြင်းဆိုတဲ့အကျိုးကျေးဇူးကိုဖြစ်စေရမယ်တကယ်လို့မဖြစ်စေဘူးဆိုရင်ဒါတရားမဟုတ်ဘူးဒီလိုပြောတာဟုတ်လားဧကန္တနိဗ္ဗိဒာယနောက်ဝိရာဂာယတဲ့ဝိရာဂာယဆိုတာကဒီဘဝဒုက္ခတွေရဲ့ပုံမှာတန်တရားဝရှင်းရဲ့ပုံမှာဆွဲမဲ့မှုကင်းသွားတဲ့သဘောဟုတ်လားဆွဲမဲ့မှုကင်းသွားတဲ့သဘောကိုဝိရာဂလို့ပြောတာအဲ့ဒါကဒုတိယအကျိုးကျေးဇူးပေါ့ဧကန္တနိဗ္ဗိဒာယဝိရာဂာယនិရောဓာယនិရောဓဆိုတာကကိလေသာတွေရဲ့ချုပ်ဆုံးတဲ့သဘောကိလေသာချုပ်လို့အကြောင်းတရားချုပ်သွားတဲ့အတွက်ကြောင့်အကျိုးတရားဖြစ်တဲ့ဒုက္ခတွေပါချုပ်သွားတာကိလေသာနဲ့ဒုက္ခအကြောင်းအကျိုးချုပ်ဆုံးသွားတဲ့သဘောကိုဒါនិရောဓလို့ပြောရဲတဲ့ဟုတ်လားအေးဒါတတိယအကျိုးကျေးဇူးပေါ့ဧကန္တနိဗ္ဗိဒာယဝိရာဂာယនិရောဓာယဥပတမယတဲ့ဥပတမယဆိုတာကငြိမ်းအေးတဲ့သဘောကိုယ့်ရဲ့စိတ်ကိုပူလောင်အောင်ရွှတ်မြိုက်တဲ့ရာဂဒေါသမောဟအစရှိတဲ့ကိလေသာမီးတောက်တွေငြိမ်းသွားတဲ့အတွက်ကြောင့်စိတ်နှလုံးဟာအေးသွားတဲ့သဘောဒါကိုငြိမ်းအေးတယ်ပေါ့နော်အေးအဲ့ဒီငြိမ်းအေးတယ်ဆိုတာသရုပ်ထမြောက်အကျိုးကျေးဇူးဟုတ်လားဧ
Ekanta Nebidaya, Vidagaya, Nirodaya, Upadamaya, Abhinyaya, Nagumyaka. Abhinyaya Sura, Tudonyam Shentira. Tudonyam Shentire, Suraga, Ujenu. Shudananda, Tavadiari, Boma, Timemu Mashire, Nisa Lakana, a Gamahu Pusure, Doka Lakana, no Asumaya, Mabai Manaimu, Sure, another Lakana. Adi Anisa Doka, another Lakana Yetomago. Tire the Bogo, Diniama, Abhinyaya, Tudonyam Shentire, Lupion. Terebio, Wibadana Yam Shentire. Not Tudonyam Shentire, the two Lusuyama. The Galamata Ujendo, not Boma, Neonis and Taman, Tiotis and Diga, a T2 Maho. So Javazo, mean like this, when go up below Tito. Tayauja lady velo tire, Damake lady velo tire. Tatu Ingandu velo tire, Daga Inina Jen, Daga Doya Cotegalu, Daga Ramamati Lu. Ogo that the one should a mean and tira. Not the medical GV in the Becoa, no John, no land, no hola, or Gardo, the Lutrade, Wuturi, and never go at tira. The Kedega Eraha, a Tidu Maho. Eraga, the Muti this and Nebega Gina, Mane and Mambo. Hola, Paloma Melina do, Amandea, Eddie Amango, Tio Miane, Niban Chanago, Mayanayo. Hola, Paramata Desago, Miema, Paramata Desasuraga, Yuna no yet the Bawa, no? Eddie Yuna no yet the Bawa dea Haleve, Pita Bontro, Toga, Taminia Lekana, not the Bawa Lekana, sugar, two Lekana lady in a two sheet. The Bawa Lekana, Suraga, a tea, two chare Lekana. Fijamazo, a Jamin Bua Mission, Yosu and Popian Lekana Shido. Nan solution, Ayongo, New Day, Kansa Day, not Lekana Shido. Medu, no, the Bawa Lekana Sura, Adalo, a D two chare Lekana. Yoma Doma Batuisho, no, Majore the Bo, Nunian, Joyon the Bo, oh, Tagatemio. Tis also a gem, Buddha the Bo, eat the Bo, that through a D Lekana. Adalo, a D Lekana with the Bawa Lekana look your area. Taminia Lekana, she did it, Yonanema. Taminia Lekana Sura Babura Sura, Alone sign a Lekana, a Jamian Naliama, the Bawadiari, Alone sign a Lekana, Arabale Sura, Joe Web Ship, Nameb Ship, but we web ship days over web ship. Timiemu Mashiu Sure, Nisa Chida Yeno, Durue. Hola, Daja Nisa Sura, the Bawadia, Juna no yet, Taminia Lekana. Hola, Kudima Ujeno, Tudonyam Shentide Sura, Adi Taminia Lekana, side on. Paramata Diari Boma, a mean Susha at the Bo. Hola. Other Paramata the Bama Diari Boma, Taminia Lekana, Sai out the tea, Tide Miene Nyani, Jinjalavi Sulushi, eh. Not Menyan Sure, Tamboda, ya, oh, not within a Chakumia, a Jo Jesu. Not a Benyaga, Wibadana Yango, Jivera. Tamboda Yasuraga, Wibadana Yango, Jinja on Wamialu. No? This are Livago, 220 Tide, Ria Menyan Livago, Jivera. Hola, Rajojizu, Chapashido, you know? Ekanda Nebidaya, Viragaya, Nirodaya, Ubatamaya, Abhinyaya, Tamboraya. Now Nevanaya, or Nevanaya Suraga. Doka Kadin Chonin and Nevango, Yamau Pua at the Bo. The Niam Puniam Sim Yamau Pua at the Bo. Hola. Other mu, pay the bound to the Rondo, Jojizu, Konemu. Hola. At a dentita, they are the Kua, the Keluda, Dilu, Jojidu, Konemu, Mapshiposi, Naibu, Pshipo, the Ba, Obama, Mapsisi, Naibu, Suluchi, Era di, Nido Damo, Era Deama Hopu, Nido Winio, Era Winiama Hopu, Nidan Tatutana, Era Meswapia, Soma, Mahoba, came below Shenley, the Hobio Jedo, not the guy might be. The Kelu, they had Tea look much in their swing, Winia look much in their swing, the Hamyaswapia, Soma Bello, much in their swing, D. Jojidu, Kunamugo, Pitonzi, Yapia Lake Mail. No Balu of Yaswapia Edima, Conco Biro, Piodora, Machio, Edito Dama. Hola, Ekanda Nebidaya, Vidagaya, Nidoraya, Ubadamaya, Benyaya, Tamboraya, Nebanaya, Tamodandi, Edi Jojidu, Kunamugo, that Pissy Measure, no, Edo Damo Eratea. Hola. Either Winnie or Era Winniabe, Edan, the two dana, Era Yaswapia, so Umahe. Hola, other say be the bound to the Rondo. Now Yaswapia Hotare Diaria, a colo di Jojidu Konamugo, Pietonzida Jivabe, to Dinda Neto, a Taoban Pisida Jivabe, Hoyala. At a be the bound to the Rondo. Not Logajima to the Hondian but the Biro.
ဒါအမျိုးမျိုးတချို့လည်းပဲရှုပ်ထွေးနေကြတာလေးတွေရှိတယ်ပေါ့ဟုတ်လားအဲ့ဒါအတွက်ဒါတရားဟုတ်လားတရားမဟုတ်ဘူးလားဝိနည်းဟုတ်လားဝိနည်းမဟုတ်ဘူးလားမြတ်စွာဘုရားရဲ့အဆုံးအမဟုတ်လားမဟုတ်ဘူးလားဆိုတာကိုတော့ဒီတိုင်းတာစရာတရား9မျိုးနဲ့တိုင်းတာပြီးတော့မကြည့်သင့်ဘူးလားကြည့်သင့်တယ်နဝေစင်းရဲကိုညှင်းငွေသွားစေသလားတမဲ့မှုကင်းသွားစေသလားကိလေသာနဲ့ဒုက္ခချုပ်ဆုံးသွားစေသလားငြိမ်းအေးမှုဖြစ်သွားစေသလားထူးသောဉာဏ်ဖြင့်သိသွားစေသလားနော်မဲ့ဉာဏ်ဖြင့်ထိုးထွင်းပြီးတော့သိသွားစေသလားနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့အတွက်ဘာအထောက်အကူပြုလဲအစရှိသဖြင့်ဝေဖန်စီသိကြည့်ဖို့မလိုဘူးလားလိုတယ်တကယ်လို့အဲ့ဒီအကျိုးကျေးဇူး9မျိုးရခဲ့မယ်ဆိုရင်တော့ဒါတရားပဲဒါဝိနည်းပဲဒါမြတ်စွာဘုရားရဲ့အဆုံးအမပဲလို့ဧကံတေနသိကြပါဒါရိယာတိမှတ်ရမယ်တဲ့မြတ်စွာဘုရားဟုတ်လားအဲ့လိုဆိုရင်ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ဒီအကျိုးကျေးဇူး9မျိုးကိုဖြစ်ပေါ်စေတဲ့မြတ်စွာဘုရားရဲ့အဆုံးအမများစွာတဲ့ကဒါရိုက်ဒီအကျိုးကျေးဇူး9မျိုးကိုဖြစ်ပေါ်စေပါတယ်လို့မြတ်စွာဘုရားဝန်ခံပြီးတော့ဟောထားတဲ့ဒေသနာလေးတွေကိုစုစည်းပြီးတော့ဦးဇင်းတို့ဆက်ပြောကြည့်အောင်ဟုတ်လားအဲ့ဒါကဦးဇင်းတို့ဘယ်မှာတွေ့ရတော့ဆိုတော့အင်္ဂုတ္တပါဠိတော်ဧကနိပတ်ထဲမှာတွေ့ရတယ်ပေါ့နော်ဘယ်လိုဟောထားတော့ဆိုတော့ဧကဓမ္မောဘိက္ခဝေဘာဝိတောဘဟုလိကတောဧကန္တနိဗ္ဗိဒာယဝိဒါဂာယနိရောဓာယဥပတမယအဘိညာယတံဘောဓာယနိဗ္ဗာနာယတံဝတ္တတိယဟန်တို့တဲ့အခုပြောမဲ့ဧကဓမ္မတစ်ခုသောတရားကိုဘာဝီတော်ပွားများမယ်ဆိုရင်ဘဟုလိကတော်ကျင့်ဖန်များစွာဖြစ်ပေါ်စေမယ်ဆိုလို့ရှိရင်ဟောစောစောကပြောတဲ့အကျိုးကျေးဇူး9မျိုးတစ်ခုချင်းဥစဉ်ပြန်မပြောတော့ဘူးနော်ဧကန္တနိဗ္ဗိဒာယဝိရာဂာယနိရောဓာယဥပတမယအဘိညာယတံဘောဓာယနိဗ္ဗာနာယဒီအကျိုးကျေး9မျိုးကိုသံဝတ္တတိဖြစ်ပေါ်စေလိမ့်မယ်ဟုတ်လားအဲ့ဒီပွားများအထောက်ရမယ်တစ်ခုသောတရားကဘာလဲကတမောဧကဓမ္မောအဲ့ဒီတစ်ခုသောတရားကဘာလဲဆိုတော့ဗုဒ္ဓနုတ္တိဟောစဟောတယ်နော်ဒီအကျိုးကျေးဇူး9မျိုးကိုဖြစ်ပေါ်စေတဲ့ပွားများအထောက်ရမယ်တစ်ခုသောတရားကဘာတဲ့တော့ဗုဒ္ဓနုတ္တိဗုဒ္ဓနုတ္တိဆိုတာကမြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုအဖန်ဖန်အောက်မေ့အမှတ်ရတဲ့တတိနော်တတိတော့တတိပဲသို့တော့ဒီတတိကဘာကိုအောက်မေ့တာလဲဘာကိုအမှတ်ရတာလဲဆိုတော့ဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုအမှတ်ရတာအဲ့တော့ဒီနေ့မှာပိဿပေါင်းတော်တခုတော့စဉ်းစားတရားရှိတယ်ဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုအမှတ်ရဖို့ဆိုရင်ရှေးဥစွာဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုအရင်နားလေထားပြီးဖို့တော့လိုတာပေါ့ဘာမှကိုကနားလေထားနေတာမရှိဘူးဆိုရင်ဘယ်လိုလုပ်ပြီးတော့အမှတ်ရမှာတော့ဟုတ်တယ်မဟုတ်လားဒါကြောင့်မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုကိုဟာစွမ်းအားရှိသမျှကိုယ့်ရဲ့ခေါင်းထဲမှာမှတ်သားဖို့ထားရမယ်နားလည်ဖို့ထားရမယ်ပြီးမှအဲ့ဒါကိုပြန်ပြီးတော့အဖန်ဖန်အောက်မေ့တယ်အမှတ်ရတယ်ဆိုတဲ့သတိဖြစ်အောင်လုပ်ရမယ်ပေါ့ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဆိုတာကအလွန်တရာမှကျင့်ပြတ်တဲ့သဘောကြီးမားတဲ့သဘောရှိတယ်ဘယ်လောက်ထိမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဟာများပြားလဲဆိုလို့ရှိရင်တဲ့ဦးဇင်းတို့မှတ်သားဖို့တာလေးတစ်ခုအကယ်၍မြန်ဟောဒီကမ္ဘာလောကရကြီးမှာဘုရား2ဆူပွင့်ခဲ့မယ်ဆိုရပါစို့တဆူသောဘုရားသည်ဒီပြင်တရားဒေသနာကိုဘာမှမပြောဘဲနဲ့သူ့ရဲ့အာယုကပတ်လုံးတဆူသောဘုရားရဲ့ဂုဏ်ကိုသာပြောနေမယ်ဆိုလို့ရှိရင်အဲ့ဒီဘုရားပြိဋိဘန္တာဆံသွားမယ်တဆူသောဘုရားရဲ့ဂုဏ်ဟာဂုဏ်သွားမှာမဟုတ်ဘူးတဲ့အဲ့ဒါတော့မြတ်စွာဘုရားတဆူရဲ့ဂုဏ်ကျေးဇူးတွေဟာများပြားတယ်ပေါ့ဟုတ်လားဒါကြောင့်ဦးဇင်းတို့ရှိသူတော်ကောင်းကြီးတွေကဘုရားရှိခိုးစီစဉ်တဲ့နေရာမှာဘလို့စီစဉ်ထားတော့စသချင်းအစိမ့်နေယအစိမ့်နေယအပမေယအပမေယအစိမ့်တရားဆိုတာဘာပြောတာတော့မကြံစီနိုင်လောက်အောင်ကြီးမားကျယ်ပြန့်တဲ့အဓိပ္ပာယ်ရှိတယ်မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဟာအပမေယဆိုတာကြတော့ပမာဏပြလို့မရဘူးတိုင်းတာလို့မရဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်လားအဲ့ဒါလို့မကြီးကြီးမားကျယ်ပြန့်တဲ့မစိုးနိုင်လောက်အောင်နော်ကြီးမားတဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုမြတ်စွာဘုရားကနော်အချင်းချုပ်ပြီးတော့ဟောပြထားတဲ့ဒေသနာတော်တော်များများမှာအဲ့ဒါကိုပိဿပေါင်းသူတော်ကောင်းတို့ငယ်ချင်းတောင်ကြီးကလေးဘဝတွေကစပြီးတော့နှမိဘတွေကသင်ထားလို့အလုံးနိဗ္ဗာန်ဗုဒ္ဓဘာသာဝင်မှန်လို့ရှိရင်တက်ကြပြီးသားလို့ဥစဉ်ထင်ပါတယ်ဟုတ်လားဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏတမ္ပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတတ္ထဒေဝမနုဿာနံဗုဒ္ဓောဘဂဝါဂုဏ်တော်9ပါးနော်ဂုဏ်တော်9ပါးကိုပိဿပေါင်းသူတော်ကောင်းတို့ဒါကပါဠိလိုဟောထားတာကိုကဗမာလိုပြောတဲ့ဗမာလူမျိုးဟုတ်လားအဲ့တော့ဒီပါဠိလိုပြောထားတဲ့ဒီစကားလုံးလေးတွေရဲ့အ내အဓိပ္ပာယ်ကိုသဘောပေါက်ထားဖို့နားလည်ဖို့ဒါအလွန်အရေးကြီးတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့
ဒီဂုံတော်၉ပါးလုံးကိုတခုချင်းအသေးစိတ်အတိပ္ပယ်ကိုပြောနေရင်ဦးဇင်းတို့ရဲ့တရားကဂုံတော်ပွင့်ဖြစ်သွားလိမ့်မယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ဂုံတော်တစ်မျိုးပဲဦးဇင်းတို့ပြောမယ်ကျန်တဲ့ဂုံတော်တွေကတော့တပိသားလည်းဖြစ်ကောင်းဖြစ်မယ်အကယ်၍မတည်ဘူးဆိုရင်လည်းလေ့လာရတာအလွန်လွယ်ပါတယ်ဟုတ်လားအဲ့တော့ခုနကပြောခဲ့တဲ့အကျိုးကျေးဇူး9မျိုးကိုဖြစ်ပေါ်စေနိုင်တဲ့ကမ္မထံတရားဖြစ်တယ်ဆိုပြီးတော့တန်ဖိုးထားတဲ့စိတ်မျက်နှိုးတဲ့စိတ်နဲ့ဆက်ပြီးတော့လေ့လာစေခြင်းနဲ့ပေါ့အကယ်၍မလေ့လာရသေးဘူးဆိုရင်ဟုတ်လားအေးအဲ့တော့ဦးဇင်းတို့ကဘာပြောခြင်းတော့ဆိုတော့အရဟံဂုံတော်အကြောင်းကိုတော့နည်းနည်းပြောခြင်းနော်ဦးဇင်းတို့ဒီနေရာမှာမင်းကွန်းစတော်ဘုရားကြီးကနော်သူ့ရဲ့ကျေးဇူးရှင်သီလရှင်ဆရာကြီးရှိတယ်ဒေါတမစာရီတဲ့နော်ပညာတတ်သူတော်ကောင်းတကယ့်ကိုအာကြအတူယူစရာကောင်းတဲ့အမျိုးသမီးကြီးလို့ဆိုပါတယ်အဲ့ဒီဒေါတမစာရီအဖွားသီလရှင်ဆရာကြီးကအမြဲတမ်းမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုဝေယဝဆပြုရင်းနဲ့တန်ရှင်ရဲ့လုံရင်းနဲ့သူ့ရဲ့နှုတ်ကတွတ်တွတ်အမြဲတမ်းရွတ်တယ်လို့ပြောတယ်အဲ့ဒါလေးကကြာတော့ဆိုရိုးလေးတွေဖြစ်လာတယ်ပေါ့အဲ့ဒါကိုဆရာကြီးကပြန်ပြီးတော့မှတ်တမ်းတင်ထားတာအဲ့ဒီဆရာကြီးဆိုးတဲ့အတိုင်းလေးမှတ်တမ်းတင်ထားတာဟုတ်လားအဲ့ဒါလေးကိုရမယ်ဆိုလို့ရှိရင်ပိဋကပေါင်းသူတော်ကောင်းတို့အရဟံဂုံရဲ့အဓိပ္ပာယ်ကိုကောင်းကောင်းသိမယ်ပေါ့နော်ပါဠိစာပေဆိုတာကပါဠိစကားလုံးတွေဆိုတာကအ내အဓိပ္ပာယ်ကနော်ချက်ရင်ချက်တဲ့လောက်တချို့ကကျေပြတ်တဲ့သဘောရှိတယ်အဲ့ဒီအရဟံရဲ့အဓိပ္ပာယ်ကိုအဲ့ဒီမှာ5မျိုးဖွင့်ပြရတယ်ပေါ့အဲ့ဒါကိုနော်ဆရာကြီးကစာတတ်ပေတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်သူကအသေးစိတ်ရေးနိုင်တာပေါ့ပြောနိုင်တာပေါ့နော်အပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းမကောင်းရုပ်မှ1500သောကိလေသာယံသူတို့ကိုအရဟတမေဉာဏ်တန်လျက်ဖြင့်အကျွင်းမဲ့ပေတတ်ဝါဒနာအငွေ့တက်တဲ့တကွာထို1500သောကိလေသာတို့မှဝေးကွာစိတ်ကိုယ်ရ၌ပင်မကောင်းမှုကိုမပြုဖြစ်မှုကြိမ်ဖန်အတန်တန်လေသောတန်တရားစိတ်အထောက်အကန်တို့ကိုဖျက်ဆီးကြီးကဲလွန်မြတ်ဂုံတကတ်ကြောင့်လူနဲ့ပြမတတ္တဝါအလုံးတို့၏ပူဇော်ထုကိုခံယူတော်မူခြင်းကထိုက်တန်တော်မူပါပေသောတဲ့။အ내ဒိဗ္ဗေဘယ်နှမျိုးတော့5မျိုး။နော်သူ့ရဲ့အ내ဒိဗ္ဗေဖွင့်ဆိုမှုကအလွန်အနှစ်သာရရှိတယ်။နော်သကလုံးချင်းချင်းလေးတွေနဲ့ကျေပြန့်တဲ့အဓိပ္ပာယ်ကိုဖော်တယ်ပေါ့ဟုတ်လား။အပေဝဆင်းရဲတန်တရားဝဆင်းရဲ၏အကြောင်းမကောင်းရုပ်မှ1500သောကိလေသာယံသူတို့ကိုအရဟတမေဉာဏ်တန်လျက်ဖြင့်အကျွင်းမဲ့ပယ်တတ်တယ်။ဟောမြတ်စွာဘုရားကအရဟတမေဆိုတဲ့ဉာဏ်တန်လျက်ကိုကင်ပြီးတော့ကိလေသာယံသူကိုအပြီးပိုင်းတတ်တယ်ပေါ့။အဲ့ဒါကိလေသာကိုသူကဘယ်လိုအဓိပ္ပာယ်ဖွင့်တော့အပေဝဆင်းရဲတန်တရားဝဆင်းရဲ၏အကြောင်းတဲ့မကောင်းရုပ်မှ1500သောကိလေသာယံသူဟောကိလေသာကိုအပေကိုဖြစ်စေတတ်သောတန်တရားဝဆင်းရဲကိုဖြစ်စေတတ်သောမကောင်းတဲ့ရုပ်မှတဲ့အကြောင်းတရားနော်အကြောင်းတရားဖြစ်ပြီဆိုတော့အကျိုးတရားကိုဇုမရက်လို့မရဟုတ်လားဒါကိလေသာဆိုတာပူလောင်ခြင်းဆင်းရဲခြင်းရဲ့အကြောင်းအဲ့ဒါကို तू ဘလောက်ထိနဲ့ခြုံမိအောင်ပြောထားတော့ပူလောင်ခြင်းဆင်းရဲခြင်းဆိုတာကိုအပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းတဲ့ဟုတ်လားပြောဝင်လေအလွန်ထိမိရနော်အေးအပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းမကောင်းရုပ်မှ1500သောကိလေသာယံသူတို့ကိုအရဟတမေဉာဏ်တန်လည်းဖြင့်အကျွင်းမဲ့ပယ်တတ်ဝါဒနာအငွေ့အတက်နဲ့တကွာထို1500သောကိလေသာတို့မှဝေးกว่าဟောရသော်ဗျာကိလေသာကိုပယ်တတ်တာကဝါဒနာနဲ့တကွာတတ်တာယဟန္တာတွေလည်းကိလေသာကိုအပြီးပိုင်တတ်တာပဲသို့တော့ဝါဒနာကြံတယ်လို့ဆိုတယ်ဒါမြတ်စွာဘုရားနဲ့ယဟန္တာတို့ရဲ့ထူးခြားချက်ပေါ့နော်အေးအဲ့ဒါလိုဝါဒနာအငွေ့အတက်နဲ့တကွာတခါတည်းပယ်တတ်တယ်ဆိုတာလေအရဟံဂုံရဲ့အဓိပ္ပာယ်တစ်မျိုးပေါ့နော်ဝါဒနာအငွေ့တက်နဲ့တကွာတို့1500သောကိလေသာတို့မှဝေးกว่าစိတ်ကိုယ်ရာ၌ပင်မကောင်းမှုကိုမပြုတယ်ဟောတာမန်ပညာရှိသူတော်ကောင်းအမိခံတဲ့ပုဂ္ဂိုလ်တွေဟာနော်လူရှိသူရှိမှသာလေများသောအားဖြင့်အကုသိုလ်ကိုရှောင်ကြတာပေါ့နော်ကိုယ်ရာမှာဆိုလို့ရှိရင်မဟုတ်တာကိုလုံမိတတ်ကြတယ်ပေါ့မြတ်စွာဘုရားကစိတ်ကိုယ်ရာမှတောင်မကောင်းမှုကိုမပြုဘူးမကောင်းမှုဆိုတာကကာယကံရှိတယ်ဝစီကံရှိတယ်မနောကံရှိတယ်ဘယ်မကောင်းမှုမှမြတ်စွာဘုရားမှာမရှိဘူးဟုတ်လားအဲ့ဒါလည်းပဲအရဟံဂုံရဲ့အဓိပ္ပာယ်တစ်မျိုးစိတ်ကိုယ်ရာ၌ပင်မကောင်းမှုကိုမပြုဖြစ်မှုကြိမ်ဖန်အတန်တန်လေတတ်သောတန်တရားစက်ဤအထောက်အကန့်တို့ကိုဖြစ်စီတယ်တန်တရားဆိုတာဘိန်းကြီးတစ်ဘိန်းလဲနေတာနဲ့တူလို့နော်ဆက်ဆိုတာဆက်ကပါဠိစကားကဆင်းသက်လာတာနော်ဆက်ဆိုတာလဲနေတဲ့သဘောလဲပတ်နေတဲ့သဘောအဲ့တော့ဦးဇင်းတို့ဆိုကြပါစို့ဘိန်းတစ်ဘိန်းကိုမလဲသေးခြင်းဘူးဆိုရင်ဒီဘိန်းကိုဖြစ်စီပြစ်ဖို့လိုတယ်အဲ့ဒါသူကဘလို့ရေးပြတာတော့တန်တရားစက်ဤအထောက်အကန့်တို့ကိုဖြစ်စီဦးဇင်းတို့နော်လေဘိန်းကြီးတစ်ဘိန်းဆိုကြပါစို့နော်ကလေးကောင်းမှာရှိတယ်ဘေးကအကိုဝိုင်းဝိုင်းကြီးကိုဦးဇင်းတို့ရက်စီမှာတော့တကူလို့ခေါ်တယ်ပေါ့နော်အဲ့ဒီတကူနဲ့ဘရောင်းကြားထဲမှာဘာတွေရှိတော့ဓာတ်တွေရှိတယ်
နောက်7ဘိန်းဆိုလို့ရှိရင်လည်းပဲပြင်မကဂွေကြီးရှိတယ်ခလေကောင်းကဝင်ရွတ်တက်တဲ့ချက်ကလေးရှိတယ်ပေါ့အဲ့ဒါနဲ့ဘေးကဂွေနဲ့ဟိုဘာတွေနဲ့ဆက်တာစမုတ်တန်တွေနဲ့ဆက်တာအဲ့ဒီစမုတ်တန်တွေကိုဒါဓာတ်လို့ခေါ်တယ်ဟုတ်လားအဲ့ဒီဓာတ်တွေကိုဖြတ်ပလိုက်လို့ရှိရင်ဗရောင်းနဲ့တကူနဲ့ကအဆက်ဆက်မရှိတော့တဲ့အတွက်ကြောင့်ဒီဘိန်းဟာလဲလို့မရတော့အဲ့ဒါလိုပဲဒုက္ခဆက်ကိုမြတ်စွာဘုရားကဖြည့်ဆည်းပြစ်တယ်ဒါသည်အရဟံဂုံရဲ့အဓိပ္ပာယ်တစ်မျိုးပေါ့ဟုတ်လားပြီးတော့ဗာပြောတော့ကြီးကဲလွန်မြတ်ဂုံတကတ်ကြောင့်လူနဲ့ပြမှာတတ္တဝါအလုံးတို့၏ပူဇော်ထုကိုခံယူတော်မူခြင်းကထိုက်တန်တော်မူပြီးတော့သီလသမารိပညာဝိမု ക്തി မု ക്തി ညာနာတဏနော်အလွန်ကြီးကျယ်မြင့်ပြတ်တဲ့ဂုံအရာမှာမြတ်စွာဘုရားသည်အသာဆုံးအမြတ်ဆုံးဖြစ်တယ်ဒါကြောင့်ဘယ်တရားဝါမျိုးမဆိုရဲ့ပူဇော်တာကိုခံထိုက်တယ်ဒါအရဟံဂုံရဲ့အဓိပ္ပာယ်တစ်မျိုးပေါ့အဲ့တော့အရဟံဂုံရဲ့အဓိပ္ပာယ်5မျိုးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဧကန္တနိဗ္ဗိဒာယစင်စစ်ဧကံတန်တရားဝရှင်ရဲ့ကိုညင်းငွေတဲ့ဉာဏ်ကိုရခြင်းနဲ့ဆိုရင်ဝိဒါကယတက်မဲ့မောခြင်းကင်းတဲ့သဘောនិရောဓာယကိလေသာနဲ့ဒုက္ခချုပ်ဆုံးတဲ့သဘောဥပဒမာယအပူတဲ့အလောင်းတငြိမ်းလို့အေးတဲ့သဘောဟုတ်လားအဘိညာယထူးသောဉာဏ်ဖြင့်သိတဲ့သဘောတံဘောဓာယထူးထွင်းပြီးတော့သိတဲ့သဘောနိဗ္ဗာန်ယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရတဲ့သဘောဒီလိုအကျိုးကျေးဇူးတွေကိုရခြင်းနဲ့ဆိုရင်နံပါတ်1เนาะအကျိုးအလွန်များတဲ့တတိအဲ့ဒီတတိကဘယ်အာယုံကိုအာယုံပြုပြီးတော့ဖြစ်တဲ့တတိလဲမြတ်စွာဘုရားရဲ့ဂုဏ်ကိုအာယုံပြုပြီးတော့ဖြစ်တဲ့တတိဟုတ်လားဒါကြောင့်ဘုရားရဲ့ဂုဏ်ကိုအဖန်ဖန်အောက်မေ့အမှတ်ရတဲ့တတိတရားကောင်းစဉ်ကဘယ်လိုပေးထားတာတော့အကျိုးများသောတတိ10မျိုးဟော10မျိုးတောင်ပြောရမှာဟုတ်လားဒါအခုတစ်မျိုးပေါ့နော်ဗုဒ္ဓနုတ္တိနောက်ဟာတွေကတော့ဒီလောက်ကြီးဦးဇင်းတို့အခြေကြီးပြောဖို့အချိန်မရမှာမဟုတ်ပါဘူးဟုတ်လားအေးအဲ့တော့ဦးဇင်းတို့ဒုတိယတတိဆက်သွားရအောင်နော်အဲ့ဒါကိုလည်းမြတ်စွာဘုရားတန်းတူဟောတာပါပဲဧကဓမ္မောဘိက္ခွေဘာဝိတောဘုလိကတောဧကန္တနိဗ္ဗိဒာယဝိဒါကယនិရောဓာယဥပတမယအဘိညာယတံဘောဓာယနိဗ္ဗာန်ယတံဝတ္တိနော်တခုသောတရားကိုပွားများမယ်ဆိုရင်စောစောကပြောခဲ့တဲ့အကျိုးကျေးဇူး9မျိုးကိုရလိမ့်မယ်အဲ့ဒီတခုသောတရားကဘာလဲဆိုတော့ဓမ္မာနုတ္တိတဲ့နောက်ဟာတွေတော့ဦးဇင်းတို့အဲ့လောက်ကြီးအခြေမပြောတော့ဘူးဟုတ်လားဓမ္မနုတ္တိဆိုတာကြတော့ဘာတော့တရားရဲ့ဂုဏ်ကျေးဇူးကိုအဖန်ဖန်အောက်မေ့အမှတ်ရတဲ့တတိဟုတ်ရလားတတိတော့တတိပဲနော်စောစောကတတိကဘုရားရဲ့ဂုဏ်ကိုအောက်မေ့အမှတ်ရတဲ့တတိအခုတတိကတရားရဲ့ဂုဏ်ကိုအောက်မေ့အမှတ်ရတဲ့တတိဟုတ်ရလားအဲ့တော့တရားရဲ့ဂုဏ်ကိုအောက်မေ့အမှတ်ရခြင်းနဲ့ဆိုရင်လည်းပဲတရားရဲ့ဂုဏ်တွေကိုအရင်လိမ်မာကျွမ်းကျင်နားလည်ထားဖို့လိုမယ်ပေါ့အဲ့တော့တရားရဲ့ဂုဏ်ဆိုတာလည်းပဲအစဉ်တရားအပမေရပါပဲသို့တော့မြတ်စွာဘုရားအကျဉ်းချုပ်ပြီးတော့ဟောတာကဘယ်နှပါလဲ6ပါးသွက်ခါတော်ဘဂဝတာဓမ္မောတန္တိဋ္ဌိကောအဂါလိကောအေဟိပတိကောဩပနေကောပစ္စဒံဝိရိတဘောဝိညုဟိသွက်ခါတဆိုတာသူအခါတသူဆိုတာကောင်းစွာအခါတဆိုတာဟောပြထားတာမြတ်စွာဘုရားဟောထားတဲ့တရားမှန်သမျှသည်ကောင်းစွာဟောထားတဲ့တရားတွေကြီးပဲပေါ့ဒီနေ့မှာဦးဇင်းတို့ကောင်းစွာဟောတယ်ဆိုတာကမှန်မှန်ကန်ကန်ဟောထားတဲ့အကျိုးရှိတယ်လို့ပြောရင်တကယ်အကျိုးရှိဟောထားတဲ့တရားပါမှန်ကန်ခြင်းအကျိုးရှိခြင်းကိုရည်ညွှန်းတယ်ပေါ့ကောင်းစွာဆိုတဲ့စကားဟုတ်လားအဲ့မြတ်စွာဘုရားရဲ့တရားတော်တွေဟာမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ဒါကိုသွက်ခါတသူအခါတဒီလိုအကြံဉာဏ်နားလည်ရမယ်ပေါ့နော်အေးသွက်ခါတပြီးတော့ကတော့တန်ဒိဋ္ဌိကောတန်ဒိဋ္ဌိကတန်ဒိဋ္ဌိကဆိုတာကိုယ်တိုင်သိနိုင်တယ်မြတ်စွာဘုရားရဲ့တရားဆိုတာဘာလို့ကိုယ်တိုင်သိနိုင်တယ်ဆိုလိုတာကမိုးကုတ်စတော်ကြီးရဲ့ဝေါ်ဟာရနဲ့ပြောရမယ်ဆိုရင်သူများပါဇက်ဖြားတယ်လမ်းဆုံးပြီးတော့မသွားဘူးသူများပြောလို့ကိုယ်တိုင်လည်းနားမလည်ပဲနဲ့ကိုယ်တိုင်လည်းမသိရပဲနဲ့အော်ဟုတ်လားလို့အဲ့ဒါလောက်လေးတယ်နော်နားလေတိုက်တဲ့တရားမဟုတ်ဘူးကိုကြိုးစားအထောက်ကြည့်မယ်ဆိုရင်ကိုယ်တိုင်သိနိုင်တယ်အလိမ်မခံရအောင်ဟုတ်လားဒါကိုတန်ဋိဋ္ဌိကလို့ပြောတယ်ဘလုံးအာမခံချက်ရှိတော့တရားရဲ့သဘာဝတရားကဟုတ်လားအေးတန်ဋိဋ္ဌိကပြီးတော့ပါတော့အာကာလိကဆိုတာနော်အချိန်မဆိုင်မဲနဲ့အကျိုးပေးတာနော်တရားရဲ့သဘောကချမ်းသာဒုက္ခဆိုတဲ့အကျိုးကိုရဖို့အတွက်အချိန်စောင့်ရမလိုဘူးပေါ့ဒီနေ့မှာဦးဇင်းတို့အာကာလိကဂုံအရာမုတ်ချကနော်မဉ္ဇဉ်၄ပါးသာနဲ့အာကာလိကဂုံထိုက်တယ်မဉ္ဇဉ်၄ပါးကတော့သူကမဉ္ဇဉ်ဆိုတာဖြစ်ပြီးတာနဲ့ဖိုဉ္ဇဉ်ဆိုပြီးတော့တန်းပြီးတော့ချမ်းသာတဲ့သဘောတန်းဖြစ်တာအကာလမချဘူးတော့တိတိကျကျမုတ်ချသေးချာပေါက်အာကာလိကဂုံထိုက်တဲ့တရားကဘာလဲလို့မေးရင်မဉ္ဇဉ်၄ပါး
သို့တော့ကြံတဲ့သူတော်ကောင်းတရားတွေကုသိုလ်တရားတွေဟာလည်းပဲတချို့ဒီဘဝတည်းအကျိုးပေးတာရှိတယ်နောက်ဘဝတည်းစောင့်စရာမလိုဘူးပေါ့နောက်တချို့ဒီနှစ်အတွင်းဒီလအတွင်းဒီရက်အတွင်းတချို့ဆိုရင်အခုကြိုးစားလိုက်တာနဲ့နောက်ခဏနေရင်ချမ်းသာတော့တာဒါပေမဲ့မဲ့ညံလောက်တော့ကာလမချားဘူးလို့ပြောလို့မရဘူးပေါ့ပရိယေအားဖြင့်တော့ပြောလို့တော့ရတယ်ပေါ့ဒါကြောင့်တရားရဲ့ဂုဏ်အကာလိကဆိုတာအဲ့ဒီအဓိပ္ပာယ်နော်အကာလိကပြီးတော့ဘာလို့အေဟိပတိကဆိုတာအေဟိလာပါအောင်ပတ္တကြည်စမ်းမှာရှုစမ်းမှာနော်ကြိုးစားအထုတ်ကြည်စမ်းမှာကောင်းလွန်းလို့မွန်မြတ်လွန်းလို့တော့ကိုပြောတာကိုနားထောင်မယ်လို့ထင်ရတဲ့လူမေတ္တာရှိတဲ့လူတွေရဲ့အပေါ်မှာများစွာတိုက်တွန်းတိုက်တဲ့နော်တိုက်တွန်းခြင်းကိုခံယူတိုက်တဲ့သူတော်ကောင်းတရားပေါ့ဟုတ်ရလားဒါအေဟိပတိကရဲ့အဓိပ္ပာယ်အေဟိပတိကပြီးတော့ဘာလို့ဗျာဩပနိယေကကိုကြတော့ဥစဉ်ကတော်တော်သဘောကျတယ်အကျဉ်းတဲ့ဂုဏ်တွေလည်းသဘောကျပါတယ်ဒါဒီဩပနိယေကကိုအထူးသဖြင့်စိတ်ထဲမှာနှစ်ချိုက်တယ်ပေါ့ဩပနိယေကဆိုတာဘာလဲဆောင်းထားတိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ဟုတ်လားဒီနေရာမှာပိဋကပေါင်းတော်ကတော့ဥမာအဖြစ်နော်ဓလုံးဒီဓလုံးကိုဆောင်းထားရင်ကာယတိတ်တိလည်းပြီးမယ်အက်ဆီဒင့်တို့သူများလှုပ်ကြံတာတို့မဖြစ်နိုင်ဘူးမခံရနိုင်ဘူးဆိုကြပါစို့ပိယတိတ်တိလည်းပြီးမယ်မြင်တဲ့လူတိုင်းကချစ်မြတ်နှုံးမယ်ဆိုကြပါစို့နော်ဒနာတိတ်တိလည်းပြီးမယ်ရှားတိုင်းဖွေတိုင်းရမယ်ရှားတဲ့ဖွေစားတောင်မလိုဘူးလို့ဆိုကြပါစို့ကဲအဲ့လောက်စွမ်းတဲ့ဓလုံးကိုဘယ်နာလေးကိုပုံတော်ကြောပြစ်ထားမှလဲမထားပါဘူးကိုယ်နဲ့မကွဲမကွာတချို့ဆိုရင်ပေါင်နေပါလေတဲ့တောင်ခွဲပြီးတော့မြုပ်ထားတယ်လို့ကြားဘူးတယ်ဟုတ်လားတော့မသိပါဘူးဟုတ်လားပါလေဆောင်းထားတာကောင်းလွန်းတော့ဟုတ်လားဒါကလောကီချမ်းသာကိုဖြစ်စေတဲ့နော်ဒီဝိဇ္ဇာအတတ်ပညာတွေဆိုတာတချို့ဟာတွေကထူခြားတယ်နက်နဲတယ်စမ်းကြယ်တယ်ပြောလို့တော့မရဘူးပေါ့ဟုတ်လားနားမလည်ပါဘူးဦးဇင်းတော်ကတော့နော်အဲ့တော့သူတော်ကောင်းတရားဆိုတာကအဲ့လိုမျိုးကောင်းလွန်းလို့ချမ်းသာလွန်းလို့အလုပ်ထားတယ်ဆောင်းထားတဲ့တဲ့ဆောင်းထားတဲ့ကိုယ်နဲ့မကွဲမကွာဆောင်းထားတဲ့ဒီနေရာမှာဆောင်းတယ်ဆိုတဲ့အဓိပ္ပာယ်လေးကိုအမျိုးမျိုးပြောတာလည်းရှိတယ်သူတော်ကောင်းတရားကိုကိုယ်တန်တန်မှာဖြစ်စေသောအဖြစ်ဆောင်းထားမယ်ဆိုလို့ရှိရင်ဒီသူတော်ကောင်းတရားကကိုယ်ကိုဒုက္ခတွင်ထဲကနေထုတ်ဆောင်ပြီးတော့ချမ်းသာဒုက္ခသည်ကိုရောက်အောင်ပို့ဆောင်လိမ့်မယ်ဟောဆောင်းကိုသုံးလုံးတောင်ပြောသွားသူ့ကိုယ်ကဆောင်းထားမယ်ဆိုရင်သူကကိုယ်ကိုဒုက္ခတွင်ထဲကထုတ်ဆောင်ပြီးတော့ချမ်းသာခြင်းတွေကိုပို့ဆောင်လိုက်မယ်အဲ့ဒါလိုတာဝန်သူကယူတယ်ပေါ့အဲ့ဒီအစွမ်းတတိသူ့မှာရှိတယ်ပေါ့အဲ့ဒါကိုဩပနိယေကလို့ပြောတာစဉ်းစားကြည့်ရင်အလွန်ရတာရှိတဲ့သဘာဝတရားတွေပါဟုတ်လားနော်ဩပနိယေကပြီးတော့ပါတော့တံဝရိတဘောဝိညုဟိအဲ့ဒါလည်းသဘောကျစရာကောင်းတာပါပဲနော်သူတော်ကောင်းတရားဆိုတာပင်ကိုယ်တက်ခံဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်တို့တည်တာလည်းခံစားတိုက်တယ်သိတိုက်တယ်တဲ့နော်တောင်ယုံတန်ယုံလို့မသိနိုင်အောင်အဲ့လိုပြောလို့တရားကလည်းအဆင့်ခွဲသေးတာလားလို့စောရကတက်ဆရာရှိတယ်ဟုတ်တယ်ခွဲတယ်လို့ပဲပြောရမှာဟုတ်လားဉာဏ်မရှိဘဲနဲ့တော့မသိနိုင်ဟုတ်လားဘောင်းစသူကတုံတန်ယုံပစ္စည်းအနေနဲ့ပြောမယ်ဆိုရင်တုံတန်ယုံပစ္စည်းလို့ပြောလို့မရဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့လောကီပစ္စည်းတွေမှာတောင်မှတချို့ပစ္စည်းတွေကမွန်မြတ်လွန်းလို့အစဉ်အတန်းတစ်ခုရှိမှဒါကိုသုံးဆောင်နိုင်တာရှိတယ်ဟုတ်တယ်မို့လားတရားဆိုတာလောကကြီးမှာတန်ဖိုးအကြီးမားဆုံးအစစ်အမြင့်မားဆုံးအရာတစ်ခုဒါကြောင့်ပင်ကိုဉာဏ်ဆိုတာမပါဘဲနဲ့ဘယ်လိုမှမသိနိုင်ဘူးမခံစားနိုင်ဘူးဒါကြောင့်အလွန်မွန်မြတ်တဲ့တရားချမ်းသာကိုရကျင်တယ်ဆိုရင်ကိုယ့်ရဲ့အသိဉာဏ် level ကိုမြင့်မားအောင်အရင်ကြိုးစားဖို့လိုတယ်ဟုတ်လားအသိဉာဏ်မြင့်မားလေလေဒီတရားရဲ့ချမ်းသာကိုခံစားရလေလေပဲဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့တရားရဲ့ဂုဏ်တော်တွေဆိုတာလည်းအဲ့လိုလေးနဲ့တဲ့သဘောမရှိဘူးလားရှိတယ်အဲ့ဒါကိုစဉ်းစားမယ်ဆိုလို့ရှိရင်စောစောကပြောခဲ့တဲ့အကျိုးကျေးဇူး9မျိုးကိုရနိုင်တယ်ဒါဒုတိယမြောက်တတိပေါ့နောက်ဦးဇင်းတို့တတိယမြောက်တတိတန်းပြီးတော့ပြောရပါစို့ဟုတ်လားတတိယမြောက်တတိကြတော့ဘာပြောတော့ဆိုတော့တန်ခါနုတ္တိတဲ့နော်ဗုဒ္ဓနုတ္တိဓမ္မနုတ္တိတန်ခါနုတ္တိတန်ခါနုတ္တိဆိုတာကတန်ခါတော်ရှင်မြတ်တို့ရဲ့ဂုဏ်ကိုအဖန်မှအောက်မေ့အမှတ်ရတဲ့တတိပေါ့ဒီနေရာမှာတန်ခါဆိုတာကသမုဒိတန်ခါရှိတယ်ပရမတ္ထတန်ခါရှိတယ်သမုဒိတန်ခါဆိုတာကဥရှင်တို့လိုမျိုးပေါ့တိမ်ထဲမှာတန်ခါတော်ရှင်မြတ်တွေကကမဝါစာဝိုင်းဖတ်ပြီးတော့ဒါတန်ခါလို့အတိမတ်ပြုကြစို့ဆိုသဘောတူညီပြီးတော့ကမဝါနဲ့သမုတ်လိုက်လို့ဖြစ်လာတဲ့တန်ခါအဲ့ဒီသမုဒိတန်ခါမှာတော့အကောင်းရှိတယ်လို့အဆိုးလည်းရှိတယ်ဒါပြီးတော့သဘောပေါက်ပါတယ်ဟုတ်လားအေးပရမတ္ထတန်ခါကျတော့ဘာပြောတာတော့မဲ့ဉဏ်ဖို့ဉဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုထားကြတဲ့ပုဂ္ဂိုလ်တွေအရိယာပုဂ္ဂိုလ်တွေကိုပရမတ္ထတန်ခါလို့ပြောတာဟုတ်လားအဲ့ဒါလိုသီလသမารိပညာနဲ့ပြည့်စုံကြတဲ့သမုဒိတန်ခါအရိယာတန်ခါတွေကို
သူတို့ရဲ့ဂုဏ်ကျေးဇူးတွေကိုကိုဟာကောင်းကောင်းနားလည်ပြီးတော့အောက်မေ့ရမယ်အမှတ်ရရမယ်ဒါဆိုရင်တန်ခါနုတ္တိပေါ့အဲ့တော့တန်ခါဂုဏ်ကြတော့ဘယ်နှပါးရှိတယ်လို့ကြားဖို့ထားတော့ကိုပါသုပတိပန္နကောင်းကောင်းကျင့်တယ်ဥစုပတိပန္နရိုးရိုးသားသားကျင့်တယ်ညာယပတိပန္နမဲ့ညံဖုန်ညံကိုရဖို့အတွက်ရှေ့ရှုပြီးတော့ကျင့်တယ်တာမိစိတ်ပတိပန္နအယုအသေးခံယူခြင်းနဲ့ထိုက်တန်အောင်ကျင့်တယ်ဒါကိုအရင်တို့အကြောင်းကုန်၄ပါးလို့ပြောပါတယ်ဟုတ်လားဒီအကြောင်းကုန်၄ပါးကတော့ပေဒပေါင်းသူတော်ကောင်းတို့နောက်သီလသမာဓိပညာနဲ့ပြည့်စုံကြတဲ့တန်ဃာတော်ရှင်မြတ်တွေမှာမရှိဘူးလားရှိတယ်အဲ့ဒီအကြောင်းကုန်၄ပါးနဲ့ပြည့်စုံအောင်ကျင့်သုံးလို့အကယ်၍မြတ်မဲ့ညံဖုန်ညံကိုရခဲ့မယ်ဆိုလို့ရှိရင်တော့ယတိတံစတ္တာရိပုရိသယုဂာနိအထပုရိသပုဂ္ဂလာကိုယ့်ရဲ့နှုတ်ဖျားထဲမှာတိုးနေတဲ့ပါဠိလေးတွေရဲ့အဓိပ္ပာယ်ကိုသိအောင်လုပ်ထားမယ်ဆိုရင်အလွန်ရတာရှိမှာပေါ့နော်ယတိတံစတ္တာရိပုရိသယုဂာနိနော်စတ္တာရိဆိုတာတော့သိမှာပါ၄မျိုးဟုတ်လားပုရိသယုဂာနိယောက်ျားမြတ်အစုံ၄စုံဆိုတော့၈ယောက်ပေါ့နော်အထပုရိသပုဂ္ဂလာဟော၄စုံအစုံအဖြစ်၄စုံနော်တစ်မျိုးချင်းရေးမယ်ဆိုရင်တော့၈ယောက်ပေါ့ဟုတ်လားအေးအဲ့ဒီအရိယာပုဂ္ဂိုလ်၈ယောက်တို့ဟာတဲ့အာဟုနေယောအရက်ဝေးကယူလာတဲ့ဝတ္ထုပစ္စည်းတွေကိုတောင်းအလှခံယူခြင်းကထိုက်တဲ့ဂုဏ်ရှိတယ်ပေါ့ပါဟုနေယောဧည့်သည်အလုံးကထားတဲ့ရီမန်းထားတဲ့ဝတ္ထုပစ္စည်းကိုတောင်းအလှခံယူခြင်းကထိုက်တယ်ပေါ့ဒက္ခိနေယောမြတ်သောအလှကိုခံယူတိုက်တယ်အင်စလိကရဏီယောလက်အုပ်ချီမိုးရှစ်ခိုးခြင်းကိုခံယူတိုက်တယ်ဒီလိုမြင့်မြတ်တဲ့အလုပ်တွေကိုလုပ်မယ်ဆိုရင်လုပ်ရတဲ့ပုဂ္ဂိုလ်မှာလုပ်တဲ့အလုပ်နဲ့မကာမိတဲ့များမြတ်သောအကျိုးကျေးဇူးကိုရနိုင်တဲ့အတွက်ကြောင့်အလှခံယူတိုက်တယ်ဆိုတဲ့ထိုက်တယ်ဆိုတဲ့စကားလုံးလေးနဲ့သူကသုံးတာဟုတ်လားအရှက်ဝေးကတောင်ပင်ပန်းပန်းယူလာတာကိုသူအလှခံယူတိုက်တယ်အဲ့ဒီအလှရှင်မှာသူလှုပ်လိုက်တဲ့အလုပ်နဲ့နော်မကာမိအောင်အကျိုးကျေးဇူးတွေများစွာရနိုင်တယ်ဒါကိုပြောတာနော်အေးပြီးတော့ပါတော့အနုတ္တရံပုညခိတ္တလောကတနော်ဒီလောကလုံးရဲ့ကောင်းမှုတွေဟူသောမျိုးစေ့ကိုစိုက်ပျိုးခြင်းချရာလေယာမြေကောင်းတစ်ဖွဲတောင်ဖြစ်တယ်ဟုတ်လားအလှခံခြင်းတူပေမဲ့လို့သူ့ရဲ့သီလသမာဓိပညာနော်အရိယာပုဂ္ဂိုလ်ဖြစ်သွားပြီဆိုလို့ရှိရင်အလွန်မြင့်မြတ်သွားတဲ့အလှခံပုဂ္ဂိုလ်ဖြစ်သွားတယ်ဟောနော်မြေချင်းတူပေမဲ့လို့မြေကောင်းတာချင်းမကောင်းတာချင်းမတူဘူးနော်တချို့မြေကအလွန်ကောင်းတော့နည်းနည်းလေးပုံတော်ကြောစိုက်လိုက်တာနဲ့ပဲသူကအံ့ဩလောက်အောင်တီးနာကထွက်လာတာမျိုးပေါ့ဟုတ်လားအေးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တန်ဃာတော်ရှင်မြတ်တို့ရဲ့ဂုဏ်ကိုလည်းပဲအဲ့ဒါလိုကိုဟာကြွကြွကျင်ကျင်နားလည်အောင်လေ့လာသင်ယူမှတ်သားပြီးတော့ဒါကိုအဖမထက်ထက်အောက်မေ့အမှတ်ရမယ်ဆိုရင်ဒါကိုတန်ဃာနုတ္တိအဲ့ဒီတန်ဃာနုတ္တိဟာလည်းပဲစောစောကပြောခဲ့တဲ့အကျိုးကျေးဇူး9မျိုးကိုရစေလိမ့်မယ်ဒါကြောင့်သူသည်တရားဖြစ်တယ်သူသည်ဝိနည်းဖြစ်တယ်သူသည်တတ္ထုသာသနာမြတ်စွာဘုရားအဆုံးအမဖြစ်တယ်လို့စောစောပိုင်းတုန်းကပြောထားတဲ့တရားလေးနဲ့အချိတ်ဆက်မိဆက်ပြီးတော့လည်းပဲမှတ်သားဖို့လိုမယ်ပေါ့နော်အေးအဲ့တော့ဦးဇင်းတို့တတိ10မျိုးတွေကဘယ်နှမျိုးရှိသွားပြီတော့3မျိုးရှိသွားပြီနော်နောက်ဦးဇင်းတို့4ခုမြောက်ကဘာပြောလို့ဆိုတော့သီလာနုတ္တိတဲ့နော်သီလာနုတ္တိဆိုတာကကိုယ့်ရဲ့စင်ကြယ်တန်ရှင်းတဲ့ကိုချင်းသီလာကိုအဖမအောက်မေ့အမှတ်ရတဲ့တတိဒါကိုသီလာနုတ္တိလို့ခေါ်တယ်ဒီသီလာနုတ္တိဆိုတာနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောစရာရှိတယ်ပေါ့ဘာဖြစ်လို့ဆိုတော့သီလာနုတ္တိဖြစ်ခြင်းတယ်ဆိုလို့ရှိရင်ပထမဥစွာကိုယ့်ရဲ့သီလကအရင်တန်ရှင်းဖြူရှင်ဖို့လိုတယ်ဟောလိုအပ်ချက်ကရှိလာပြီနော်စောစောကကိုကဘုရားကုံတရားကုံတန်ခါကုံကိုပွားများခြင်းတယ်ဆိုရင်အဲ့ဒီကုံတော်တွေကရှိပြီးသားကိုကတီးဘူးအောင်သာကြိုးစားပြီးတော့မှတ်သားပြီးတော့ပွားများမယ်ဆိုရင်လွယ်လွယ်လေးမရဘူးလားရတယ်ဟောသီလာနုတ္တိကြတော့ကိုမှသီလမဖြူရှင်ဘူးဆိုရင်မဖြစ်နိုင်ဟုတ်လားဒါကြောင့်ပိဿတို့ကိုအရှင်တို့ကအကျင့်ပေးတဲ့သဘောအနေနဲ့ပြောရင်တာကနော်သီလနုတ္တိဘာဝနာရဲ့အကျိုးကျေးဇူးကိုခံစားနိုင်ဖို့အတွက်နော်အဋိဋ္ဌံပါရမီလေးနဲ့ကူပြီးတော့သီလကိုဖြူရှင်အောင်ကြိုးစားသင့်တယ်လို့ထင်တယ်။ဘာလို့ဆိုပုထုဇဉ်ဆိုတာကဒီ၅ပါးသီလကိုပြည့်စုံပါပြီအမြဲထာဝရလုံပါပြီလို့ဘယ်သူမှအာမမခံနိုင်ဘူးဟုတ်ရဲ့လားအေးအဲ့တော့ကိုက9ရက်တန်သည်10ရက်တန်သည်နော်အဋိဋ္ဌံပါရမီတံပတ်ကလေးတင်းပြီးတော့ဟုတ်လားဒီရက်အတွင်းမှာဘလို့အကြောင်းကြောင့်မှငါဘလို့တရားဝါလေးကိုမှဘာကောင်းလေးကိုမှငါမတတ်ဘူးနော်သူများပစ္စည်းကိုဘလို့မှငါမတရားမယူဘူးဟုတ်လားကာမကိစ္စမပေါက်ပြန်သေးရဘူးဟုတ်လားလိန်ညာတဲ့စကားမပြောဘူးမူရစေဝအရက်သေးစားမသုံးဆွဲဘူးတကယ်လို့အခက်အခဲဖြစ်နေတယ်ဆိုရင်ကိုမေးပေါ့မင်းဒါတွေလွန်ကျူးမှမင်းဘဝကအသက်ရှင်လို့ရမှာလားမေးပေါ့ဟုတ်လားဒါတွေလွန်ကျူးမှမင်းအသက်ရှင်လို့ရမှာလားဆိုကြပါစို့
ပိန်ကြောင်လေးတစ်ကောင်ဖြစ်နေတယ်ကြောင်လေးတစ်ကောင်ဖြစ်နေတယ်ဆိုရင်တော့အဲ့ဒီပိန်ကြောင်လေးကတော့သူများအသက်ကိုသူကမသက်ဖဲနေလို့မဖြစ်ဘူးလေဒါမသက်ရင်သူစားရတယ်မှမရှိပဲကိုကပိန်ကြောင်မှမဟုတ်ဖဲနဲ့သူများအသက်မသက်လည်းဖြစ်ပါတယ်တကယ်တမ်းမသက်လို့မဖြစ်ဘူးဆိုတာကိုကမဖြစ်နေတာလို့ဥစဉ်ထင်တယ်ဟုတ်လားထိုးကြပါတော့တခါလေဟိုပင်လေတွေကကျွန်းထဲမှာတငါးတွေကြားထဲမှာမွေးဖွားလာလို့ဒီလိုမှမလုပ်ရင်လည်းပဲမရဘူးဆိုရင်လည်းပဲနည်းနည်းတော့စဉ်းစားရရှိတယ်ပေါ့ဒါတောင်မှတကယ်စိတ်ကောင်းနှလုံးကောင်းရှိတဲ့လူကိုချင်းသီလကိုတန်ဖိုးထားတဲ့လူကတော့အဲ့ဒီအနေအထားမျိုးကနေရုံထွက်နိုင်အောင်ကြိုးစားတာပါပဲအဲ့တော့ပိဿပေါင်းသူတော်ကောင်းတို့တကယ်လို့မြန်၅ပါးသီလနဲ့ပတ်သက်ပြီးတော့အခက်အခဲဖြစ်နေတယ်ဆိုရင်မင်းဒါမလွန်ကျူးလို့ရှိရင်မင်းဘဝရှင်လို့မရဘူးလားဆိုတဲ့မိကုံးလေးနဲ့မေးကြည့်ပေါ့ရှင်လို့မရဘူးဆိုတဲ့အဖြေထွက်နေပြီဆိုရင်တော့တော်တော်ကိုတနာစရာကောင်းနေပြီလို့ပြောဖို့ပဲရှိတော့တယ်ဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်အေးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အဲ့ဒါလို့ကိုကအဋိဌံပါရမီလေးကူညီပြီးတော့ကိုချင်းသီလကိုဖြူစင်အောင်လုပ်ရင်9ရက်လောက်လုံသွားရင်ပြန်စဉ်းစားစဉ်းစားလို့ရှိရင်ကိုလှုပ်လိုက်တာနဲ့မကံမိတဲ့ကျင့်တတ်မှုကိုရနိုင်တယ်။အော်ငါလူတူတူလေးနေလဲရတယ်။စဉ်းစားကြည့်နော်တခါကြီးမှများဟုတ်လား။အဲ့ဒီကိုချင်းသီလဆိုတာလူတွေကခပ်ပေါ့လို့တော့သီလရဲ့အကျိုးကျေးဇူးကိုပြည့်ပြည့်ဝဝမခံစားရတာ။ဘုရားကကိုချင်းသီလနဲ့ပြည့်စုံလို့ရှိရင်စီးပွားရေးအလွန်ပြည်လိမ့်မယ်လို့ဟောတာ။များသောဖြင့်လူတွေကဒါနာတော့ဘောကဝါလှူရင်စီးပွားရေးအဆင်ပြေတယ်အဲ့နာတင်ရက်နေတာဟုတ်လားငါးပါးသီလပြည့်စုံရင်စီးပွားရေးပြည်လိမ့်မယ်လို့ဒါလိုက်ဟောထားတာရှိတယ်နော်သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာစိတ်တောင်းတတိုင်းပြီးတယ်လို့တောင်ဟောတယ်စီးပွားရေးဆိုတာအသာလေးပဲယုံဟောတကယ်ယုံလာတော့မသိဘူးတကယ်လုံမလို့ဆိုတာအဲ့ဒီယုံကြည်မှုအနည်းများပေါ်မှာမူတည်ရတာပေါ့နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီသီလနုဒ္ဓတိနေရာမှာအဲ့လိုလေးဦးဇင်ကပြောခြင်းပါတယ်ဟုတ်လားဒါကြောင့်သီလနုဒ္ဓတိကတော့ဖြစ်ဖို့သီလအရင်စင်ကြယ်ဖို့လိုသေးတယ်ဆိုတာလေးကိုသတိထားရမယ်ပေါ့ဒါက၄ခုမြောက်တတိဟုတ်လားနောက်၅ခုမြောက်အကျိုးကျေးဇူး9မျိုးကိုဖြစ်ပေါ်စေနိုင်တဲ့တတိကဘာလဲဆိုတော့စာဂာနုဒ္ဓတိစာဂာနုဒ္ဓတိကတော့တိတ်အခက်အခဲရှိမယ်လို့မထင်ဘူးဘာလို့ဆိုတော့ထိုက်တဲ့နဲ့စွန့်လွတ်မှုပေးကမ်းမှုလှူဒန်းမှုကတော့လူတိုင်းမှာရှိထားပြီသားဟုတ်တယ်မဟုတ်လားဒါဗုဒ္ဓဘာသာဝင်တွေမှာမဟုတ်ဘူးတခြားသောဘာသာကြားတွေမှာလည်းပဲအထိုက်အလျောက်သူတို့မှာလည်းရှိတာပဲဒီနေရာမှာဦးဇင်းတို့ကိုလှူတဲ့အခါပေးတဲ့အခါတဲ့အခါမှာအလွန်တန်ရှင်းတဲ့စိတ်ကလေးနဲ့ဖြူဖြူရှင်ရှင်လေးမျှော်လင့်ချက်ကင်းကင်းလေးဒီလိုလေးပေးခဲ့မယ်ဆိုရင်တော့ပိုကောင်းတယ်ပေါ့အများကြီးလှူခဲ့ရမယ်လို့မတောင်းဆိုပါဘူးဟုတ်လားဒါပေမဲ့စင်စင်ကြဲကြဲတန်တန်ရှင်းရှင်းလေးလှူခဲ့ဖို့တော့လိုတယ်ပေါ့စိတ်နှလုံးဖြောင်းဖြောင်းကလေးနဲ့လှူခဲ့ဖို့တော့လိုတယ်ပြီးရင်အဲ့ဒါလေးကိုပြန်ပြီးတော့အမှတ်ရရမယ်တော့လှူတော့မှဖြစ်တာကဒါနစေတနာပြန်စဉ်းစားလိုက်ပြီးဆင်ញင်လိုက်ပြီးဆိုတော့တတိကြတော့ဘာဝနာဖြစ်သွားတယ်ဟုတ်လားဒါနနဲ့ဘာဝနာနဲ့ကအဆင့်ကတော်တော်ကွာသွားတယ်ပေါ့နော်အရင်နဲ့အတိုးကပို့ပြီးတော့ကြီးနေတဲ့သဘောပေါ့ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့၅ခုမြောက်ကြိုးစားအထောက်ရမယ်တတိတရားကစာဂာနုဒ္ဓတိစာဂာနုဒ္ဓတိပြီးတော့ဘာပြောတော့ဆိုတော့ဒေဝတာနုဒ္ဓတိတဲ့ဟုတ်လားဒေဝတာနုဒ္ဓတိဆိုတာကြတော့နည်းနည်းပြောဖို့လိုမယ်ပေါ့နတ်တွေကိုတက်တည်အရာမှာထားပြီးတော့နော်မိမိတန်တန်မှာရှိတဲ့ကောင်းမြတ်မှုတွေကိုအဖန်ဖန်စဉ်းစားတာဒေဝတာနုဒ္ဓတိဆိုတာဒါထက်နည်းနည်းလေးပို့ပြီးတော့နားလည်အောင်ပြောမယ်နတ်ပြည်မှာရောက်နေကြတဲ့နတ်တွေဟာတတ္တာသီလသုဒ္ဓစာကပညာဒီသူတော်ကောင်းတရား၅မျိုးနဲ့ပြည့်စုံလို့အဲ့ဒီပုဂ္ဂိုလ်တွေကနတ်ဖြစ်သွားကြတာအဲ့ဒီလိုနတ်အဖြစ်ကိုဖြစ်စေနိုင်တဲ့အဲ့ဒီတတ္တာသီလသုဒ္ဓစာကပညာအဲ့ဒီသူတော်ကောင်းတရားဟာလေငါမှလည်းရှိတယ်လို့ပြန်ပြီးတော့စဉ်းစားတာဆင်ញင်တာအမှတ်ရအဲ့ဒီတတိကိုဒေဝတာနုဒ္ဓတိလို့ခေါ်တယ်နော်နတ်တွေကိုတက်တေအရာမှာထားပြီးတော့အာယူလိုက်တဲ့သဘောကောင်းတဲ့အကျိုးကိုပေးသေးမယ်ကောင်းတဲ့တရားတွေငါမှရှိနေတယ်ဟောကိုယ့်ရဲ့ကောင်းမြတ်မှုကိုအာယုံပြုတ်ပြီးတော့ဖြစ်လာတဲ့စိတ်ဓာတ်ရဲ့ခွန်အားလို့လည်းပဲဆိုနိုင်မယ်လို့ထင်တယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့အဲ့ဒါလို့ဆိုရင်ဒေဝတာနုဒ္ဓတိဖြစ်ဖို့ဆိုရင်လည်းပဲအခက်အခဲရှိနေပြန်တယ်အခက်အခဲကဘာလို့ဆိုတော့အဲ့ဒီတတ္တာသီလသုဒ္ဓစာကပညာအရင်ကိုယ်တန်တန်မှာထိုက်တလောက်ပြည့်စုံအောင်လုပ်ထားမှအဲ့ဒါကိုပြန်ပြီးတော့ဆင်ញင်လို့ရမှာပေါ့ဟုတ်တယ်မဟုတ်လားအဲ့တော့တရားတရားရှိအောင်လုပ်ရမယ်ထိုက်တလောက်ကတော့ရှိကြပြီးသားပေါ့နော်တရားတရားဆိုတာဗာလေဘုရားတရားသံဃာယရဏမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးနဲ့ကံကံရဲ့အကျိုးကိုယုံကြည်တာဟုတ်လားသီလဆိုတာကတော့ကိုချင်းသီလ၅ပါးသီလလူတိုင်းသိတယ်နော်သုဒ္ဓဆိုတာအကြအမြင်များဒီနေရာမှာအကြအမြင်များတယ်ဆိုတာကမသိလည်းပဲဘာမှအကြောင်းမထူးတဲ့စားမရသုံးမရသုံးစားမရတဲ့အသည့်တွေကိုပြောတာမဟုတ်လား
ဘာမှသိပြီးတော့တန်ဖိုးမရှိတဲ့ခေါင်းနဲ့အမိုက်ရှုပ်ုံလောက်ပဲရောက်လာတဲ့အတိကတော့ဘာမှအဲ့ဒါကတန်ဖိုးရှိတဲ့တရားလို့မဆိုနိုင်ဘူးဟုတ်လားဒီနေရာမှာတုဒ္ဒဆိုတာကမြတ်စွာဘုရားဟောထားတဲ့စင်ရဝေကြောင်းချမ်းသာကြောင်းသူတော်ကောင်းတရားတွေကိုအများကြီးကြားဖို့နောက်ရှိအောင်လေ့လာထားတယ်မှတ်သားထားတယ်စာပေနေနဲ့ဖတ်ရှုထားတယ်မေးမြန်းမယ်စုံစမ်းမယ်သိကောင်းတယ်ဆိုလို့ရှိရင်နှုတ်သက်အာကုန်ရအောင်ဆောင်ထားမယ်ဟုတ်လားပြီးတော့ဘာလို့ထားမလို့စဉ်းစားထားမယ်နားလေသဘောပေါက်အောင်ကြိုးစားအထောက်ထားတယ်အဲ့ဒါကိုဘာလို့ခေါ်တော့တုဒ္ဒဟုတ်လားပြီးတော့ဘာလို့စာကကတော့အခုပြောနေတဲ့စာကဆွန့်လွတ်မှုစွန့်ကြဲမှုပြီးတော့ပညာဆိုတာကျတော့နည်းနည်းပြောဖို့လိုလာတယ်ပညာဆိုတာဘာလဲလို့မေးရင်အမှန်တရားကိုသိတာဟုတ်လားပညာဆိုတာအမှန်တရားကိုသိတာပညာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဥဒယထဂာမိနိယလို့အဲ့ဒါလိုတူတူလေးအဓိပ္ပာယ်ဖွင့်တယ်ဥဒယထဂာမိနိယဆိုတာကတဘာဝတရားတို့ရဲ့ဖြစ်ပေါ်လာခြင်းပျက်စီးသွားခြင်းကိုသိမြင်နားလည်တဲ့သဘောတဲ့ပြောရရင်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့ဒလဇက်ဖြစ်ပေါ်နေတဲ့တဘာဝတရားတွေရဲ့ဖြစ်ပေါ်လာပြီးတဲ့နောက်ချုပ်ပြောက်သွားတဲ့သဘောကိုသိတဲ့သဘောအဲ့ဒါကိုပညာလို့ခေါ်တယ်။နောက်ကိုယ့်ရဲ့ခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတဲ့တဘာဝတရားမျိုးစုံမရှိဘူးလားရှိတယ်။နောက်အဲ့ဒီတဘာဝတရားတွေကဘာတွေတုံးလို့မေးရင်မြင်ခြင်းကြားခြင်းနားခြင်းစားခြင်းထိခြင်းတွေးခြင်းကြမြအဖြစ်အဲ့ဒီ6အုပ်စုနဲ့ပတ်သက်တဲ့သဘာဝတရားတွေပေါ့ဒီ6အုပ်စုပဲရှိတာပါဟုတ်လားဒါကလွဲလို့ဒီခန္ဓာမှာဖြစ်နေတာဘာမှမရှိပါဘူးဟုတ်လားအဲ့ဒီမြင်ခြင်းကြားခြင်းနားခြင်းစားခြင်းထိခြင်းတွေးခြင်းဆိုတဲ့ဒီသဘာဝတရားတွေဟာလည်းပဲဖြစ်เสียအကြောင်းရှိလို့ဖြစ်တာအကြောင်းမဲ့ဖြစ်တာလည်းမဟုတ်ဘူးတစုံတစ်ယောက်ကဖန်ဆင်းလို့ဖန်တီးလို့ဖြစ်တာလည်းမဟုတ်ဘူးဖြစ်เสียအကြောင်းရှိရင်ဘလောက်မဖြစ်ခြင်းဘလို့မှတားလို့မရဘူးရှိလို့မရဘူးဖြစ်ကိုဖြစ်မယ်ဖြစ်เสียအကြောင်းမရှိဘူးဆိုရင်တော့ဘလောက်ပဲဖြစ်ခြင်းမဖြစ်ဘူးဟုတ်လားဒီခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေဟာကိုယ်သဘောအတိုင်းဖြစ်နေတာမဟုတ်ဘူးဒါပေမဲ့ခက်တာကဒါတော့ဦးဇင်းတို့တွေကကိုအလွန်စွမ်းနေငါသဘောတိုင်းဖြစ်နေတာလို့ထင်တယ်ဆိုကြပါစို့ဦးဇင်းဥမာတစ်ခုပြောမယ်နော်ကိုဦးဇင်းကမိုက်ခရိုဖုန်းကင်ပြီးတော့ပြောနေတော့အတန်ကဒီခန်းထဲမှာအကျယ်ကြီးထွက်နေတယ်ပေါ့ပေတတို့နားကလည်းအလွန်ကောင်းနေတယ်ဆိုတော့အကြောင်းတွေကပြည့်စုံလုံလောက်နေတယ်အဲ့တော့ဒီကြားတယ်ဆိုတဲ့ကိစ္စကြီးကိုမဖြစ်ချင်လို့ကိုမရဘလို့လုံးမလို့မဖြစ်အောင်ဘလို့မလုပ်လို့မရနားလည်းကောင်းတယ်အခုအတန်ကလည်းထွက်နေတယ်မကြားအောင်ဘယ်သူလုပ်နိုင်တယ်လဲဘယ်တော့ကိုယ်သဘောဆိုရင်လုပ်လေကြားကျင်လို့ကြားတယ်ဆိုရင်ကြားကျင်လို့သာကြားလို့ရတယ်ဆိုရင်မကြားကျင်ရင်လည်းမကြားလို့ရမှာပေါ့ရသလားမရကြားတယ်ရှိရင်ကြားလာတာပဲကြားတယ်မရှိရင်ဆိုကြပါစို့အကြောင်းလေးတစ်ခုချို့ကြည့်နားကမကောင်းတော့ဘူးဆိုရင်ဘလောက်ပဲကြားကျင်အတန်ဒီဘလောက်ပဲဆူနေ तू မကြားတော့ကြားတယ်ဆိုတဲ့သဘောဖြစ်ကိုမဖြစ်တော့ကိုယ်ခန္ဓာမှာဖြစ်နေတာကိုယ်သဘောလားသို့မဟုတ်အကြောင်းတရားတွေပြည့်စုံလုံလောက်လို့ဖြစ်လာတာလားဒါပဲเนาะသဘာဝတရားဆိုတာဒါပဲဆိုကြပါစို့လက်ဝါးနှစ်ဖက်ကိုလွှဲပြီးတော့ဥစဉ်ရိုက်ထည့်လိုက်မယ်ဘာထွက်လာလဲအတန်ထွက်လာမယ်အဲ့ဒီအတန်လက်ဖွားထဲကနေရောက်လာတာလားလက်ဖွားထဲမှာတော့အတန်လုံးဝမရှိဘူးเนาะအတန်ဖြစ်ပေါ်ဖို့ဒီသဘာဝတရားဖြစ်ပေါ်ဖို့အတွက်အကြောင်းတရားတွေပြည့်စုံလုံလောက်တာတဲ့ခါမှာအတန်ဆိုတာဖြစ်လာတယ်အဲ့ဒါဦးဇင်းတို့မန္တလေးကဆရာကြီးဒေါက်တာဦးစိုးလွင်ဟောပြောချက်ထဲမှာအဲ့ဒါလေးတွေ့ရတယ်ဦးဇင်းကသဘောကျတယ်ဆရာကြီးကဘာပြောတော့ဆိုတော့လူတွေကတဲ့မျက်လှည့်ပြတယ်အုံဖွားဆိုတော့ဟာတခုခုဖြစ်လာတယ်ဆိုအယံအံ့ဩကြတယ်လက်ဝါးလေးနှစ်ဖက်လွှဲပြီးတော့ရိုက်လိုက်လို့အတန်ထွက်လာတာကြတော့ဘယ်သူမှအံ့ဩရကောင်းမှမသိဘူးတဲ့တကယ်တမ်းကတော့သဘာဝတရားတွေကအကြောင်းတရားပြည့်စုံလုံလောက်တိုင်းအသစ်ဖြစ်လာတဲ့တရားတွေပဲဒါကိုကောင်းကောင်းနားလည်သဘောပေါက်မယ်ဆိုလို့ရှိရင်အနိစ္စဒုက္ခအနတ္တကိုနားလည်ဖို့အတွက်အယံကြီးအခက်အခဲမရှိနိုင်ဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ဒီခန္ဓာမှာဖြစ်ပေါ်လာတဲ့သဘာဝတရားတွေကအကြောင်းတရားပြည့်စုံလုံလောက်လာရင်ဖြစ်လာတာကိုယ်သဘောသူ့သဘောမပါဟုတ်လားအဲ့ဒီဖြစ်ပေါ်လာတဲ့သဘာဝတရားတွေကဘယ်သဘာဝတရားမှလည်းပဲတီးနေတာမြင်နေတာမရှိဘူးဆက်ဖြစ်တာပဲရှိတယ်ဆက်ဖြစ်တာတော့ရှိတယ်ဒါပေမဲ့ဖြစ်ပြီးတိုင်းပြီးသွားတာမြင်တယ်ဆိုလည်းအမြင်မြင်နေတာမဟုတ်ဘူးမြင်ပြီးသွားတယ်နောက်ထပ်အသစ်ထပ်မြင်တယ်အဲ့ဒါပြီးသွားတယ်နောက်ထပ်အသစ်ထပ်မြင်တယ်တောက်လျှောက်ဒလဇက်ဖြစ်ခြင်းသဘောတရားဖြစ်နေတဲ့အတွက်ကြောင့်တရားဓမ္မတို့ဦးဇင်းတို့တွေကအမြဲရှိနေတယ်လို့ထင်နေတာဟုတ်လားတကယ်တမ်းကအကုန်လုံးဟာပြီးဆုံးသွားတာကြီးပဲအလွန်ထင်ရှားတာကတော့ဟောဒီကြားတဲ့ကိစ္စပေါ့နော်ကြားပြီးရင်ပြီးသွား
ဟုတ်တော်အဘာဘာတော့ဖြစ်ပြီးတော့မရှိတော့နော်ဒီသဘာဝတရားဟာအလွန်သိသင့်သိထိုက်တဲ့သဘာဝတရားအဲ့ဒါဘာလို့ဆိုတော့အနိစ္စလက္ခဏာအဲ့ဒီအနိစ္စလက္ခဏာကိုအမှန်ကန်သိမယ်ဆိုလို့ရှိရင်ဒါကိုမြတ်စွာဘုရားကပညာလို့ဟောဟုတ်လားအဲ့တော့နတ်ပြည်မှာနတ်ဖြစ်နေကြတဲ့ပုဂ္ဂိုလ်တွေဟာတတ္တာတေလာသုဒ္ဓစာကပညာဒီသူတော်ကောင်းတရား၅မျိုးကြောင့်သူတို့ဖြစ်ကြတာအဲ့ဒီနတ်အဖြစ်ကိုရောက်စေနိုင်တဲ့အဲ့ဒီသူတော်ကောင်းတရား၅မျိုးဟာငါမှလည်းရှိတယ်လို့ပြန်ပြီးတော့စဉ်းစားဆင်ခြင်အောက်မေ့အမှတ်ရတဲ့တတိကိုဒေဝတာနုတ္တိတဲ့အဲ့တော့အကျိုးများသောတတိ10မျိုးတွေကအခု6မျိုးရှိသွားရောနော်ဒီမှာဦးဇင်းတို့ဖြတ်ပြီးတော့ပြောခြင်းသေးတယ်ဒီအနုတ္တိ6အနုတ္တိကိုမြတ်စွာဘုရားကဦးဇင်းတို့မဟာနာမတုတ်တန်ဆိုတာရှိတယ်ဗျဆက်ကနိဗ္ဗာန်အင်္ဂုတ္ထုမှာအဲ့ဒါမြတ်စွာဘုရားနဲ့ညီကိုဝမ်းကောတော်တဲ့မဟာနာမင်းသားကြီးကမြတ်စွာဘုရားကိုမေးတယ်။ဘာမေးတော့ဆိုတော့မြတ်စွာဘုရားတဲ့အရိယာမက်ဖို့ကိုရပြီးသားဖြစ်ကြတဲ့အရိယာပုဂ္ဂိုလ်တွေဟာဘဝမှာဘလို့နေခြင်းဖြင့်အနေများကြပါသလဲတဲ့။အဲ့ဒါလေးမေးတယ်။မေးတော့မြတ်စွာဘုရားကမဟာနန်တဲ့အရိယာဖြစ်သွားကြတဲ့အရိယာပုဂ္ဂိုလ်တွေဟာဘဝမှာအနုတ္တိ6မျိုးဖြင့်အနေများကြတယ်တဲ့။ဗုဒ္ဓအနုတ္တိဓမ္မအနုတ္တိသံဃာအနုတ္တိတီလာနုတ္တိစာဂာနုတ္တိဒေဝတာနုတ္တိပြောခဲ့ပြီနော်အေးအဲ့ဒီ6မျိုးနဲ့အနေများကြတယ်တဲ့အဲ့ဒီမှာမြတ်စွာဘုရားဆက်ပြီးတော့အမင်းရှိတာလေးကိုဦးဇင်းကသဘောကျတယ်အဲ့ဒါလေးကိုပြောချင်တာပါအခုပြောခဲ့တဲ့ဘုရားရဲ့ဂုဏ်ကိုအောက်မေ့အမှတ်ရခြင်းအစရှိတဲ့ဒီအနုတ္တိ6မျိုးနဲ့သာနေမယ်ဆိုရင်အဲ့ဒီလိုနေနေတဲ့အခိုက်အတန့်မှာအဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာအဲ့ဒီလိုနေနေတဲ့အခိုက်အတန့်လေးမှာယာဂဒေါသမောဟထကြွတောင်းကျမ်းတဲ့သဘောရှိကိုမရှိဘူးတဲ့ဟုတ်လားအလွန်မှရိုးဖြောင်းနေတဲ့အလွန်မှတည်ငြိမ်နေအလွန်မှချမ်းသာတဲ့သဘောရှိတယ်တဲ့အဲ့ဒါလိုစဉ်းစားဆင်ခြင်အောက်မေ့တဲ့တတိကလေးရှိနေတဲ့အချိန်မှာဟုတ်လားပြီးတော့မြတ်စွာဘုရားပါဆက်ပြောတော့ဆိုတော့ဝိသမဂတာယပဇာယတမပတ်တော်ဝိရတိအဲ့ဒါလေးကိုအစဉ်ကသဘောကျတယ်ဝိသမဂတာယမငြိမ်သက်သောပဇာယတတ္တဝါတွေရဲ့ကြားထဲမှာတမပတ်တော်ငြိမ်ငြိမ်သက်သက်ဝိရတိနေသောပုဂ္ဂိုလ်လို့ဘုဇတိဆိုရမယ်တဲ့ဟုတ်လားဒီအနုတ္တိ6ပါးကိုပွားများနေတဲ့အချိန်ကလေးမှာအဲ့ဒီပုဂ္ဂိုလ်ဟာမငြိမ်သက်တဲ့လူလောကကြီးမှာငြိမ်ငြိမ်သက်သက်ကလေးနေနေတဲ့လူလို့ဆိုရမယ်တဲ့နော်လူတွေကတူတူကိုကိုရိုးမှငြိမ်သက်တာမဟုတ်လောကကြီးကအမြဲတမ်းအကြောင်းတစ်မျိုးမဟုတ်တစ်မျိုးကြောင့်တော့လှုပ်ရှားနေတယ်မငြိမ်မသက်ဖြစ်နေတယ်ပေါ့ကောင်းတော့တစ်မျိုးမကောင်းတော့တစ်မျိုးနော်တစ်မျိုးလေးတွေဖြစ်နေတယ်ပေါ့ဟုတ်လားကောင်းတော့လည်းတစ်မျိုးမကောင်းတော့လည်းတစ်မျိုးပေါ့ဟုတ်လားအေးအဲ့လိုမျိုးအမျိုးမျိုးဖြစ်ပြီးတော့မငြိမ်မသက်ဖြစ်နေကြတယ်ပေါ့နော်လှုပ်ရှားနေတယ်ပေါ့အဲ့ဒီလိုမငြိမ်မသက်ဖြစ်နေတဲ့လောကကြီးမှာငြိမ်ငြိမ်သက်သက်နေနေတဲ့လူလို့ဆိုနိုင်တယ်တဲ့တဗျံပိဇာယပဇာယအဗျံပိဇောဝိရတိဟောနောက်ထပ်တစ်ချက်ထပ်ပြောတယ်တဗျံပိဇာယပဇာယလောဘဒေါသမောဟတို့ဖြင့်ဆင်းရဲပင်ပန်းနေကြတဲ့တတ္တဝါတွေကြားထဲမှာအဗျံပိဇောဆင်းရဲပင်ပန်းမှုမရှိဘဲနဲ့အလွန်သက်သာစွာနေတဲ့ပုဂ္ဂိုလ်လိုလည်းပဲဆိုရမယ်တဲ့နော်ဆင်းရဲတဲ့လောကကြီးမှာချမ်းချမ်းသာသာနေနိုင်ခြင်းနဲ့ဆိုရင်ဒီအနုတ္တိ6ပါးနဲ့နေရမယ်ပေါ့အဲ့တော့ဒီနေရာမှာပြည့်တဲ့ပေါင်းသူတော်ကောင်းတို့ဆင်းရဲတဲ့ချမ်းသာတယ်ဆိုတာကပြောဖို့အဓိပ္ပာယ်ကအလွန်ကျေပြန့်တယ်နော်ငွေကြီးပြည့်စုံတာမပြည့်စုံတာနဲ့ချမ်းသာတာဆင်းရဲတာနဲ့တိတ်မဆိုင်ဘူးဟုတ်တယ်မဟုတ်လားနော်ချမ်းသာခြင်းလို့ရှိရင်နော်ငွေကြီးနဲ့ပြည့်စုံအောင်နေရမယ်လို့မြတ်စွာဘုရားဟောမှမထားပဲဟုတ်လားနော်ဆင်းရဲတဲ့တတ္တဝါတွေကြားထဲမှာချမ်းချမ်းသာသာနေခြင်းဒီအောက်မေ့ခြင်းအမှတ်ရခြင်းအမြင့်မြတ်တဲ့တတိကလေးနဲ့နေရမယ်လို့ပဲမြတ်စွာဘုရားဟောတာဒါကြောင့်ချမ်းသာတဲ့ဆင်းရဲတဲ့ဆိုတာကနောက်ခြုံငုံပြီးတော့ပြောရမယ်ဆိုရင်တော့ဦးဇင်းတို့သဘောပေါက်ထားတာကတော့ဘဝမှာနေတဲ့ရင်ချမ်းသာတာပဲမနေတဲ့ရင်ဆင်းရဲတာပဲဒါကတော့အလုံးကိုခြုံငုံမိတယ်လို့ဦးဇင်းကတော့ထင်တယ်။ဘာကြီးရှိနေဘလို့ပဲတက်နေဘာပဲဖြစ်နေဖြစ်ချင်တာဖြစ်ပါစေမနေတဲ့ရင်တော့မချမ်းသာပါဘူးအဲ့ဒီလိုနေတဲ့ရင်ချမ်းသာတယ်အဲ့ဒီနေတတ်တယ်ဆိုတာလေးကလည်းပဲမြတ်စွာဘုရားရဲ့အဆုံးအမနဲ့ကင်းပြီးတော့အဲ့ဒီအယူသေးကဘလို့မှမရနိုင်ဘူးလို့ထင်တယ်ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တရားတွေကိုကြိုးစားပြီးတော့လေ့လာရတယ်လိုက်စားရတယ်မှတ်သားရတယ်စာပေတွေကိုဖတ်ရှုရတယ်ဒါပါအတွက်တော့နေတတ်ဖို့နော်တလုံးနဲ့ပြောမယ်ဆိုရင်ဘာလို့ဖို့တော့နေတတ်ဖို့ဘာလို့ဆိုနေတတ်မှချမ်းသာမှာဟုတ်လားအေးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဆင်းရဲတဲ့လောကကြီးမှာချမ်းချမ်းသာသာနေတယ်လို့ဆိုရတယ်လို့အဲ့ဒီအနုတ္တိ6ပါးကိုမြတ်စွာဘုရားဂုဏ်ပြုထားတာမရှိဘူးလားရှိတယ်အဲ့တော့ဦးဇင်းတို့အကျိုးများသောတတိ10မျိုးတွေကအခုဘယ်နှမျိုးပြီးသွား6မျိုးပြီးသွားနော်နောက်ထပ်ဘယ်နှမျိုးကျန်4မျိုးကျန်နေသေးတယ်အဲ့ဒီ4မျိုးကဘာလို့ဆိုတော့အာနာပါနတတိတဲ့ဟောလာပြန်ပြီ
နော်အာနာပါနာတတိတော့တတိပဲအဲ့ဒီတတိကဘာကိုအောက်မေ့အမှတ်ရတဲ့တတိလဲဆိုတော့အာနာပါနာကိုအောက်မေ့အမှတ်ရတဲ့တတိအာနာပါနာဆိုတာဝင်သက်ထွက်သက်ပေါ့ဟုတ်လားဒီဝင်လေထွက်လေကိုတတိကင်းပြီးတော့ဝင်သွားတာမျိုးမဖြစ်စေရဘူးတတိကင်းပြီးတော့ထွက်သွားတာမျိုးမဖြစ်စေရဘူးဆိုပြီးတော့ဝင်လေဝင်တိုင်းထွက်လေထွက်တိုင်းတတိကပ်ပြီးတော့ဝင်သွားအောင်ထွက်သွားအောင်ကြိုးစားအထောက်တယ်ဟုတ်လားဒီနေရာမှာဦးဇင်းတို့နော်အနှစ်ချုပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဝင်လေဝင်တိုင်းထီတိုင်းသိထွက်လေထွက်တိုင်းထီတိုင်းသိဟုတ်လားဝင်လေဝင်တိုင်းထွက်လေထွက်တိုင်းနှာသီးပြားတနေရာကိုတော့သူကထိခိုက်ပုတ်တိုက်သွားတဲ့သဘောကတော့ရှိတာပဲလေဟုတ်လားဒါကြောင့်ဝင်လေထွက်လေကိုဦးဇင်းတို့တတိကတ်တဲ့နေရာမှာနော်ဝင်လေဝင်သွားရာဗိုက်ထဲကိုလည်းပဲလိုက်မသွားနဲ့တဲ့ထွက်လေထွက်သွားရာနှာခေါင်းရဲ့အပြင်ဘက်ကိုလည်းလိုက်မသွားနဲ့ဝင်လေထွက်လေနဲ့နှာသီးပြားထိခိုက်မိတဲ့နေရာလေးကိုစိတ်ဆိုင်ပြီးတော့အဲ့ဒီနေရာမှာတတိကတ်ထားရမယ်ပေါ့ဟုတ်လားနော်ထိခိုက်တဲ့နေရာလေးကိုစိတ်ဆိုင်ပြီးတော့အဲ့ဒီထိတဲ့သဘောလေးထဲမှာတဘာဝတရားတွေအများကြီးဖြစ်နေတယ်အဲ့ဒါကိုကိုယ်ကသိအောင်ကြိုးစားရမယ်ဥပမာလွှဆွဲတဲ့ပုံကိုနော်တစ်ဖက်တစ်ယောက်ထိုင်ပြီးတော့ငမန်းဆွဲနဲ့တစ်တုံးကြီးခလေကောင်ချပြီးတော့လွှဆွဲတယ်ပေါ့နော်ဆွဲလိုက်တယ်ဆိုရင်လွှရဲ့ဒီဘက်အဖျားကိုလည်းသူရောက်လာကြည့်တာမဟုတ်ဘူးဟိုဘက်ဆွဲလိုက်ရင်ဟိုဘက်ကိုကြည့်တာလည်းမဟုတ်ဘူးလွှနဲ့တစ်တုံးနဲ့ထိတဲ့နေရာကိုပဲသူကြည့်ပြီးတော့ဆွဲတာဒါမှလွှချောင်းကဖြောက်မှာပေါ့ဟုတ်တယ်မဟုတ်လားအေးအဲ့လိုမျိုးဝင်လေထွက်လေနဲ့နှာသီးပြားထိခိုက်မိရာအရက်ကိုစိတ်ဆိုင်ပြီးတော့အဲ့ဒီထိတဲ့သဘောကိုတတိမလွတ်အောင်နော်တတိတွေတစ်လုံးပြီးတစ်လုံးဖြစ်အောင်ကြိုးစားအဲ့ဒါကိုဘာခေါ်မလို့အာနာပါနာတတိအဲ့ဒီအာနာပါနာတတိကိုကြတော့မြတ်စွာဘုရားကတခြားသောသုတ်တန်တွေမှာများစွာအကျိုးကျေးဇူးကိုဖော်ပြပြီးတော့ဟောထားတာရှိတယ်နော်ဒီသုတ်တန်လေးမှာတော့စောစောကပြောခဲ့တဲ့အကျိုးကျေးဇူး9မျိုးပေါ့နော်ဧကန္တနေပိရာယဝိရာဂာယနေရောဓာယဥပဒမာယအဘိညာယတံဘောဓာယနိဗ္ဗာနယတံဝတ္တိနော်ဒီတတိဟာဒီလိုအကျိုးကျေးဇူးတွေကိုဖြစ်စေမယ်ပေါ့ဒါကဦးဇင်းတို့9ခုမြောက်တတိပေါ့နောက်10ခုမြောက်တတိကိုကြတော့ဘာပြောလို့ဆိုတော့မရဏတတိတဲ့ဟောနော်ဒီတတိ10မျိုးကအကုန်လုံးတန်ဖိုးကြီးမားတယ်ဟုတ်လားမရဏတတိတဲ့မရဏတတိကဘာတော့ဘဝရဲ့သေဆုံးခြင်းပျက်စီးခြင်းကိုအောက်မေ့အမှတ်ရတဲ့တတိနော်ဒါတွေကပိဋကပေါင်းသူတော်ကောင်းတို့သီလနုတ္တိတို့ဒေဝတာနုတ္တိတို့လောက်မခက်ဘူးနော်ဟောဆိုအာနာပါနဝင်သက်ထွက်သက်ကလည်းပဲရှိနေတာဟုတ်လားသူ့ကိုရအောင်ဆင်ញင်ဖို့အတွက်တတိထားဖို့အတွက်တမင်ဖန်တီးယူတရားမလို့ဟုတ်တယ်မဟုတ်လားပြီးတော့ဘဝရဲ့ပျက်စီးခြင်းသေဆုံးခြင်းဆိုတာကလည်းပဲသေချာပေါက်တွေ့ရမယ့်အရာအမှန်တရားဟုတ်တယ်မဟုတ်လားတရားကြီးမဗျာဒါကလူတွေကနော်ရှိပြီးသားတရားကိုမစင်သားမစင်ញင်တာပေါ့ဟုတ်တယ်မဟုတ်လားနော်ဘဝဟာပျက်စီးရလိမ့်မယ်သေဆုံးရလိမ့်မယ်ဒီနေ့လုံးဝအပျက်စီးရမယ်ဆိုတာလူတိုင်းသိလဲသိထားတယ်လက်လဲခံထားတယ်ဘာမှဘယ်သူမှစောရကမတက်ဘူးဒီကိစ္စစောရကတက်ရင်လည်းဒါအုံတော့မမှန်တော့ဘူးလို့ပြောရတော့မှာလေဟုတ်တယ်မဟုတ်လားနောက်တတ္တဝါတိုင်းရင်ဒါဝိဘွားလာရင်သိရမှာပဲဟုတ်တယ်မဟုတ်လားသို့တော့အဲ့ဒါလောက်မှန်ကန်လွယ်ကူထင်ရှားတဲ့ဒီအမှန်တရားကြီးကိုတစ်ခါတလေတနေ့သာကုံသွားတယ်တခါမှအောက်မေ့အမှားရလိုက်တယ်မရှိတဲ့နှင်းမျိုးတောင်မရှိဘူးလားရှိတယ်အဲ့ဒါကြောင့်မလို့လေတရားဓမ္မတို့ဦးဇင်းတို့တွေနော်လောဘဒေါသမောဟတွေကြီးပြီးတော့နော်ငြိမ်းချမ်းကြောင်းတရားတို့တရားမြတ်နဲ့လွယ်ကြအောင်ဟုတ်တယ်မဟုတ်လားတကယ်တမ်းကအလွန်မှလွယ်ကူရှင်းလင်းတဲ့တရားပဲဒီမရဏတတိကဘဝရဲ့ပျက်စီးခြင်းကိုလားစဉ်းစားငါဟာနော်ဒေမိန်ကြပြီးသားရာဇဝသားတယောက်လိုတေလူဖြစ်တယ်ဟုတ်လားငါသည်သာလင်တေလူမဟုတ်တတ္တဝါတိုင်းအကုန်လုံးတေလူပဲတကယ်တမ်းကဒါကြောင့်တေခြင်းတရားကိုစဉ်းစားတဲ့နေရာမှာကိုတယောက်တည်းကိုတဘဝတည်းကိုကွက်ပြီးတော့စဉ်းစားယုံမျှနဲ့မပြည့်စုံမြင်သမျှတတ္တဝါတွေအားလုံးကိုဖြန့်ပြီးတော့စဉ်းစားတတ်ရမယ်ငါအိမ်ကလူတွေငါဆွေမျိုးတွေငါတငယ်ချင်းတွေငါမိတ်ဆွေတွေငါဘေးကလူတွေအကုန်လုံးနော်လူသားတွေနေမကဘူးတွေ့သမျှမြင်သမျှတိရစ္ဆာန်တွေအပေါ်မှာလည်းပဲစဉ်းစားမိဖို့ဆင်ခြင်မိဖို့လိုတယ်ဖြစ်ပေါ်လာတဲ့တတ္တဝါမှန်သမျှပျောက်ကွယ်သွားကြရမှာဟုတ်လားနတ္ထိဇာတတအမရဏမွေးဖွားလာတဲ့တတ္တဝါမသေးဘူးဆိုတာမရှိဘူးဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အဲ့ဒီပျက်စီးခြင်းသဘောတရားကိုအမှန်မှန်စဉ်းစားပေးဖို့လိုမယ်ဒီနေရာမှာစဉ်းစားတဲ့နေရာမှာအကျိုးကျေးဇူး9မျိုးကိုရမယ်လို့ပြောတယ်အဲ့ဒီအကျိုးကျေးဇူး9မျိုးကိုဘယ်လိုလုံးမှရမှာတော့ဒီတတိကိုဘယ်လိုလုံးမှရမှာတော့ဆိုတော့ဟောဘာဝီတော်ဘဟုလိကတော်အဲ့ဒီစကားနှလုံးကတော့အခြေခံတော့ချက်ကြတယ်လို့ဆိုရမယ်ပေါ့ဘာဝီတော်ပွားများရမယ်ဘဟုလိကတော်ကျိန်ဖန်များစွာဖြစ်စေရမယ်ဆိုလိုတာကတစ်ခါအမှတ်ရတာနဲ့နှစ်ခါအမှတ်ရတာအည်အသွေးမတူဘူးနှစ်ခါအမှတ်ရတာနဲ့အခါပေါင်း100လောက်အမှတ်ရတာနဲ့တိသွားပုံချင်းမတူဘူးဟုတ်လား
ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဘာဝနာတရားရဲ့အဓိကတော့ချက်ကနော်ပွားများခြင်းကျင့်ဖန်များစွာဖြစ်စေခြင်းဆိုတာအလွန်အရေးပါတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့နော်ဘဝရဲ့လောကရဲ့နော်နည်းနည်းတဲ့အကြောင်းအရာတွေကိုသိဖို့မြင်ဖို့အတွက်ဒီသိခြင်းတရားဒီဟူသောပတွင်ပေါက်ကနေလှမ်းပြီးတော့ကြည့်မိဖို့လိုမယ်ပေါ့ဟုတ်လားဒီပတွင်ပေါက်ကိုပိတ်ထားတယ်ပတွင်ပေါက်တော့မပိတ်ပါဘူးကိုကမကြည့်မိဘူးပေါ့အဲ့တော့သိလိုက်တာကိုမသိရတော့မမြင်ရတော့ကိုအမြဲပဲမသိတော့မှလိုနေပြီးတော့ကိုယ်စောနဲ့ကိုကပ်ပြီးတော့နော်အတွေးတွေကစပြီးတော့သိခြင်းတရားကိုအမှတ်ရတဲ့လူနဲ့အမှတ်မရတဲ့လူအတွေးချင်းတူနိုင်မလားမတူနိုင်ဘူးနော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့လှုပ်ကြည့်မှကြိုးစားကြည့်မှနော်ကိုယ့်ရဲ့အသိဉာဏ်ကိုယ့်ရဲ့အတွေးတွေကဘလို့ပြောင်းလဲသွားနိုင်တယ်လဲဆိုတာကိုကိုယ်တိုင်သိရမှာပေါ့နော်ဒါကတော့လည်းပဲတယောက်နဲ့တယောက်သိပုံချင်းကတော့မတူနိုင်ဘူးပေါ့ဦးဇင်းတို့ပြောနေကြပါပဲနော်မဂဒေဝမင်းကြီးကနော်ဆံပင်ပြူတပင်ပေါက်တော့ဆတ်တာတွေကရွှေမွေးညက်နဲ့နှုတ်ပြီးတော့သူ့ရဲ့လက်ထဲကိုချလိုက်တော့မင်းကြီးကသင်မင်းကငါ့ကိုနိုင်ပြီဆိုပြီးတော့ငါရဲ့ခေါင်းပေါ်မှာအလံပြူလာပြီးတော့စိုက်တာဆိုပြီးတော့နော်တတိတံဝေကပြင်းစွာရတယ်တဲ့ဘလောက်ထိသူထိတ်လန့်သွားတော့ဆိုရင်သူ့ရဲ့ဝတ်လဲတော်တွေကိုရေညှစ်လို့ရတယ်တဲ့ချွေတွေထွက်လာတာဟုတ်လားဒါသူဆံပင်ပြူတစ်ချောင်းကိုမြင်လို့သူကတော့အဲ့လောက်ထိစူးစူးရှာမြင်ပြီးတော့အဲ့လောက်ထိထိတ်လန့်တုန်လှုပ်သွားတယ်ဒကာဓမ္မတို့ဦးဇင်းတို့ကတကောင်းလုံးဖြူလို့တောင်ချွေတစ်ပေါက်ထွက်ဖို့မလွယ်ဘူးဟုတ်လားအဲ့ဒါဘာဖြစ်သွားတာလဲဆိုတော့ဘာကွာသွားတာလဲဆိုတော့ပါရမီကွာသွားတာပေါ့ဟုတ်လားပါရမီကွာသွားတာပါရမီဆိုတာလဲကိုပြုတ်ခဲ့တာပဲကျင့်ဖန်များစွာသူစူးစမ်းအထောက်ခဲ့လို့နော်တစ်ချက်လောက်သူပြလိုက်တာနဲ့သူအများကြီးလင်းသွားတယ်မြင်သွားတာဒကာဓမ္မတို့ဦးဇင်းတို့တွေကအဲ့လိုအများကြီးမလုပ်ခဲ့တော့နော်နည်းနည်းလောက်စူးစမ်းတာနဲ့တချို့ကိစ္စကသဘောမပေါက်သေးဘူးအဲ့တော့ကျင့်ဖန်များစွာစူးစမ်းအထောက်ကြည့်မှဒီလိုကိုဘဝဆိုတာနားလေလားဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့ပြောရပါတယ်တေခြင်းသဘောတရားကိုသာအဖန်ဖန်ထထစဉ်းစားဆင်ခြင်မှာလူတယောက်တကယ်သာစဉ်းစားမယ်ဆိုရင်မပြောင်းလဲဘူးဆိုတာရှိကိုမရှိဘူးလို့ပြောရပါတယ်ဟုတ်လားဆိုနေ့တင်ကိုတွေးနေတာကြမ်းနေတာအလုတ်လုတ်နေတာတွေကနော်ရှင်သန်နေမယ်ဆိုတဲ့စိတ်နဲ့လှုပ်တာဟုတ်တယ်မဟုတ်လားပျက်စီးသွားလိမ့်မယ်ဆိုတဲ့စိတ်နဲ့လှုပ်တာသိမရှိဘူးအဲ့တော့မျှမျှတတရှိဖို့မလိုဘူးလားမသိမချင်းတော့နေကြရအောင်ပါပါနေဖို့လည်းပဲဒါစူးစမ်းမှာပဲချင်းသိမယ်မှတော့မသိဘူးပေါ့ဟုတ်လားသို့တော့တေချာဖို့ပျက်စီးမဲ့ကိစ္စကိုတော့လုံးဝအမေကြီးမေ့ထားတာကတော့အလွန်တရာမှသဘာဝမကျတဲ့ကိစ္စလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဘယ်နှခုမြောက်တော့၈ခုမြောက်နော်၈ခုမြောက်မိမိတန်တမှာဖြစ်ပေါ်စေရမယ့်တတိပျက်စီးခြင်းတည်ဆုံးခြင်းကိုအမေ့တယ်အမှတ်ရတဲ့မရဏတတိပေါ့နော်အဲ့ဒီမရဏတတိကလည်းစောစောကပြောခဲ့တဲ့အကျိုးကျေးဇူး9မျိုးကိုဖြစ်ပေါ်စေတယ်ဟောနောက်9ခုမြောက်တတိကိုသွားရအောင်နော်9ခုမြောက်တတိကဘာလဲတော့ကာယကတာတတိကာယကတာတတိဆိုတာကမိမိရုပ်ကာယမှာနော်အဖန်မှာအောက်မေ့တဲ့အမှတ်ရတဲ့တတိတရားဟုတ်လားဒီနေရာမှာဦးဇင်းတို့ကာယဆိုတာအပေါင်းအစုကိုပြောတာပါအပေါင်းအစုဆိုတာကရုပ်တည်းရဲ့အပေါင်းအစုရှိတယ်နာမ်တွေရဲ့အပေါင်းအစုရှိတယ်ပေါ့ဒီနေရာမှာကာယကတာတတိဆိုတာကအထူးသဖြင့်ရုပ်တည်းရဲ့အပေါင်းအစုဖြစ်တဲ့ကာယကတာတတိဆိုတာရုပ်တည်းရဲ့အပေါင်းအစုကိုအဓိကရည်ညွှန်းတာပေါ့နော်ကိုယ့်ရဲ့ဒီရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကြီးဘယ်လိုတိဆောက်ထားလဲဆိုတာကိုကိုယ်တိုင်သိအောင်ကြိုးစားပြီးတော့ဒါကိုအမှတ်ရမယ်အောက်မေ့ရမယ်ပေါ့နော်အယိုးကိုအမာခံနေရာမှာစိုက်ဆောက်ပြီးတော့အကျော်နဲ့ဖွဲ့ရှက်ပြီးတော့အသားအသွေးနဲ့လိမ့်ကြံပြီးတော့အရည်တူအရည်ပါနဲ့အုပ်ပြီးတော့တိဆောက်ထားတဲ့ဒီခန္ဓာကိုယ်ဟုတ်လားအတွင်ထဲမှာအဆုပ်နှလုံးအသေးဥမဥသိမ်းအစာသေးအစာဟောနော်ဒီကြီးအစရှိတဲ့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ခန္ဓာကိုယ်တိဆောက်ထားပုံကိုတတိကလေးပြန်ပြီးတော့ထားရမယ်ပေါ့ဟုတ်လားဒါကာယကတတတိပဲဒီနေ့မှာဦးဇင်းတို့ကာယကတတတိဆိုတာကနေပဲအလွန်ကျဲတယ်ဟိုဦးဇင်းတို့မေဇိမနိကေထဲမှာကာယကတတတိတုတ်တန်ဆိုပြီးတော့ဟောထားတာရှိတယ်နော်ကာယကတတတိရဲ့အဓိပ္ပာယ်ကိုအဲ့ဒီမှာမြတ်စွာဘုရားအများကြီးအဓိပ္ပာယ်ဖွင့်ပြတယ်စောစောကပြောခဲ့တဲ့အာနာပါနတတိဆိုတာအဲ့ဒီကာယကတတတိထဲမှာအကျုံးဝင်တယ်ပေါ့နော်ကာယကတတတိဟာသွားရင်သွားတယ်လို့သိတယ်ရက်ရင်ရက်တယ်လို့သိတယ်အသရှိသဖြင့်ဣရိယာပဋ္ဌရှိတယ်တမ္ပဇင်ညာရှိတယ်ပฏิကူလမနတိကာရလို့ဆိုတဲ့32ခုဌာနကိုသိတဲ့အမှတ်ရတဲ့တတိလည်းရှိတယ်ဓာတုမနတိကာရလို့ဆိုတဲ့ပထဝီအဘောတေဇောဝါယောဓာကြီးလေးပါးကိုသိတဲ့တတိလည်းရှိတယ်ဟုတ်လားနဝတိဝဋ္ဌိကာယပပလို့ဆိုတဲ့ဒီခန္ဓာကိုယ်ကြီးသိဆုံးပြီးတဲ့နောက်မှာ
ဆက်လက်ဖြစ်ပေါ်လာမဲ့သဘာဝတရားနော်ရောင်လာတဲ့သဘောပုတ်လာတဲ့သဘောအယောင်ပြောင်းလာတဲ့သဘောဟုတ်လားနောက်မျိုးမျိုးသောပိုးကောင်တွေစားပြီးတော့နောက်တစားသည်တမွားသည်ပြိုကွဲပျက်စီးပြီးတော့ဆက်စုပ်ယွန်းရှာပွဲအနေထားဒါတွေလည်းပဲကာယကတ္တတတိထဲမှာအကျုံးဝင်တယ်အနှစ်ချုပ်ပြောရရင်တော့မိမိရုပ်ကာယရဲ့သဘောတဘာဝအမှန်ကိုအောက်မေ့အမှတ်ရတဲ့တတိပေါ့ဒီကာယကတ္တတတိကတော့ဦးဇင်းတို့ဒီအင်္ဂုတ္တဧကနိပတ်ထဲမှာအကျိုးကျေးဇူးတွေသူ့ကိုအထူးသဖြင့်အများကြီးပြပြီးတော့ဆက်ဟောထားတာတွေရှိတယ်နောက်ဦးဇင်းတို့သုတ်တန်တပုတ်ထဲမှာဟောထားတာတခုကတော့တော်တော်စိတ်ဝင်စားစရာကောင်းတယ်ကာယကတ္တတတိကိုမပွားများဘူးဆိုလို့ရှိရင်တဲ့နော်ပျော့ဣနေတဲ့ရွှွန့်ပွက်တဲကိုကြောက်ခဲတုံးတုံးပြစ်ချလိုက်မယ်ဆိုရင်အဲ့ဒီကြောက်ခဲဟာလွယ်လွယ်ကူကူဝင်သွားမယ်ပေါ့အဲ့ဒီရွှွန့်ပွက်တဲကိုဒီရွှွန့်ပွက်ကဒီကြောက်ခဲကိုသူ့တဲကိုဝင်မလာဘူးတော့သူဘလို့မှမတားရှိနိုင်ဟုတ်လားအဲ့လိုပဲကာယကတ္တတတိကိုမပွားများဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာကိုအကုသိုလ်ကိလေသာတရားတွေဟာလွယ်လွယ်ကူကူဝင်သွားလိမ့်မယ်တဲ့သူဘလို့မှမတားနိုင်ဘူးတဲ့ပေးထားတဲ့ဥမာအလွန်ကောင်းတယ်နော်ဟုတ်လားနောက်တစ်ချက်ပါဆက်ပြောတာတော့အဲ့ဒီထဲမှာအမှတ်ရတာလေးပြောအောင်ပဲ6တရားနေတဲ့တစ်ခက်တစ်ရွက်တွေကိုမီးရှို့မယ်ဆိုရင်အလွန်လွယ်လွယ်ကူကူတောက်လောင်သွားလိမ့်မယ်တဲ့ဟုတ်လားအဲ့လိုပဲကာယကတ္တတတိကိုမပွားများဘူးဆိုလို့ရှိရင်ကိလေသာမီးဟာအဲ့ဒီပုဂ္ဂိုလ်ကိုလွယ်လွယ်ကူကူပဲတောက်လောင်သွားလိမ့်မယ်ဒါတစ်ချက်နောက်တစ်ချက်ပါပြောတော့ဆိုတော့အဝကျေတဲ့စင်အိုးကြီးတစ်လုံးပေါ့နော်အဲ့ဒီစင်အိုးထဲမှာဘာမှထည့်မထားအဲ့ဒါကိုကရုတ်ခွေပေါ်မှာကောင်းကောင်းတည်ထားတယ်အဲ့ဒါကိုလူတယောက်ကရေတွေထမ်းလာပြီးတော့လောင်းထည့်မယ်ဆိုရင်စင်ဦးကြီးတွေကဘာမှလည်းမရှိဘူးအဝကလည်းကြဲကြဲဆိုတော့လွယ်လွယ်ကူကူပဲလောင်းထည့်လိုက်တိုင်းတော့ရေဟာစင်ဦးကြီးတွေကိုဝင်သွားမယ်အဲ့လိုပဲကာယကတ္တတတိကိုမပွားများဘူးဆိုလို့ရှိရင်ကိလေသာတရားအကုသိုလ်တရားတွေဟာတော့ဟောင်းလောင်းပွင့်နေတဲ့ဒီစင်ဦးရဲ့အပေါက်ဝါကြီးလို့ကြိုက်တော့ဝင်လာခဲ့သူကတော့လက်ခံနေမယ်ဥပမာဘယ်နှမျိုးပေးတော့၃မျိုးနော်ပျော့ဣနေတဲ့ရွှွန့်ပွက်တဲကိုကြောက်ခဲတုံးပြစ်ချလိုက်တယ်လို့မျိုးကိလေသာတွေကလွယ်လွယ်ကူကူဝင်ပေါက်ကိုရတယ်ဟုတ်လား6တရားနေတဲ့တစ်ခက်တစ်ရွက်တွေကိုမီးရှို့လိုက်ရင်လွယ်လွယ်ကူကူတောက်သွားတယ်လို့မျိုးဘလို့လောကရဏနေမဲ့တွေ့သူကတော့ပူလောင်မှုတွေဖြစ်မယ်ပေါ့ဟုတ်လားပြီးတော့ဗါတော့အဝကျေတဲ့ဘာမှထည့်မထားတဲ့စင်ဦးကြီးတွေကိုရေထည့်ရင်လွယ်လွယ်ကူကူဝင်သွားတယ်လို့မျိုးတဲ့အဲ့ဒါကာယကတ္တတတိကိုမပွားများဘူးဆိုရင်အဲ့လိုဖြစ်မှာတဲ့မြတ်စွာဘုရားအကယ်၍သာကာယကတ္တတတိကိုပွားများမယ်မိမိခန္ဓာမှာထင်သောတတိရှိမယ်ဆိုရင်တော့နောက်ထပ်ဥပမာတစ်မျိုးပေးပြန်တယ်နော်ပြင်းသားတို့ဗရောက်သားတို့ ਨੇ အလွန်မာကြောတဲ့အသားနဲ့လှုပ်ထားတဲ့တကားချက်ကြီးတစ်ချက်အဲ့ဒီတကယ်ချက်ကြီးကိုအဝေးကနေပြီးတော့နော်သုံးမွေးချီလုံးလို့နော်ဂုံးကိုလုံးထားတဲ့အလုံးမျိုးလိုနဲ့ပြစ်မယ်ဆိုလို့ရှိရင်အဲ့ဒီသုံးမွေးချီလုံးဟာအဲ့ဒီတကားပေါက်ထဲကိုဝင်သွားစရာအကြောင်းမရှိဘူးပြန်ပြီးတော့ပဲခုံထွက်လာမယ်ပေါ့ဟိုကဗရောက်သားတို့ပြင်းသားတို့ ਨੇ လှုပ်ထားတာဒီကပြစ်တာကသုံးမွေးချီလုံးနဲ့ဘာမှဟိုကတုံလုံးမှုမရှိအဲ့လိုပဲဦးဇင်းတို့ကာယကတ္တတတိကိုပွားများမယ်ဆိုရင်အကုသိုလ်ကိလေသာတရားတွေမဖြစ်နိုင်ဘူးလို့မြတ်စွာဘုရားဟောနော်ပြီးတော့ဦးဇင်းတို့အစိုးတဲ့အစေးတဲ့အလွန်များတဲ့နော်ညောင်သားတို့ရေတဖန်းသားတို့အဲ့ဒါကိုအစိုးကြီးခုတ်ပြီးတော့ပုံထားတယ်ဆိုရင်မီးရှို့မယ်ဆိုရင်လွယ်လွယ်ကူကူရှို့လို့မရဘူးအစိုးတရွှဲရွှဲနဲ့ဖြစ်နေတာအစေးတရွှဲရွှဲနဲ့ဖြစ်နေတာဟုတ်လားအေးအဲ့လိုပဲတဲ့နောက်ထပ်နော်အဝနဲ့အညီပြည့်တယ်ရေတွေအပြည့်ထည့်ထားတဲ့စင်ဦးရေတွေကိုနောက်ထပ်ရေတွေထပ်ထည့်မယ်ဆိုရင်ဝင်သွားစရာအကြောင်းမရှိဘူးထဲတိုင်းသောရေဟာရှမ်းပြီးတော့ပဲကြာသွားမယ်ဟုတ်လားအဲ့ဒါလိုပဲကာယကတ္တတတိကိုပွားများထားမယ်ဆိုရင်တော့အကုသိုလ်ရာအကြောင်းမရှိဘူးဆိုတာကိုမြတ်စွာဘုရားကနော်ဥပမာအမျိုးမျိုးနဲ့နားရှင်းအောင်ပြောတာပေါ့နော်ဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ခုဒီမှာလည်းပဲကာယကတ္တတတိကိုသာပွားများမယ်ဆိုရင်အကျိုးကျေးဇူးဘယ်နှမျိုးတော့9မျိုးဧကန္တနိဗ္ဗိဒာယဝိရာဂာယနိရောဓာယဥပဒမာယအဘိညာယတံဘောဓာယနိဗ္ဗာနာယသံဝတ္တိအလွတ်ရပြီလို့ထင်ပါတယ်နော်အဲ့တော့ဦးဇင်းတို့နောက်ဆုံး10ခုမြောက်တတိနော်10ခုမြောက်တတိကဘာပြောထားတော့ဆိုတော့ဥပဒမာနုတ္တိဥပဒမာနုတ္တိဆိုတာကနိဗ္ဗာန်ရဲ့ချမ်းသာပုံငြိမ်းအေးပုံနိဗ္ဗာန်ရဲ့ဂုဏ်ကျေးဇူးကိုအောက်မေ့အမှန်ရတဲ့တတိတဲ့ဒါကြတော့နည်းနည်းအခက်အခဲရှိဖို့အခက်အခဲရှိတယ်လို့ပြောရမှာပေါ့နော်။ဘောင်းဆိုပရိယတိအနေအရထိုက်တဲ့ဘုသူတ္တနိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့ကိုလေ့လာဖို့ထားတာတွေရှိရမယ်မှန်မှန်ကန်ကန်နော်သူတော်ကောင်းတွေနဲ့ပေါင်းသင်းပြီးတော့နော်တကယ်အရိယာသူတော်ကောင်းတွေနဲ့ပေါင်းသင်းဖို့မယ်ဆိုရင်တော့ပိုကောင်းမယ်ပေါ့နော်နိဗ္ဗာန်ရဲ့အကြောင်းကိုပို့ပြီးတော့တိတိကျကျသိရမယ်ပေါ့။ဘာဖြစ်လို့လဲဆိုတော့ဦးဇင်းတို့နိဗ္ဗာန်ချမ်းသာဆိုတာကမဲ့ဉဏ်ဖူဉဏ်တို့ဖြစ်တာလေမျက်မှောက်ပြုနိုင်သိနိုင်တဲ့သဘောရှိတာတရားဓမ္မတို့လိုဦးဇင်းတို့ပုထုဇဉ်တွေဟာနိဗ္ဗာန်ချမ်းသာကိုတိတိကျကျကာကနနာမသိသေးဘူး
ဟုတ်လားအဲ့တော့ကိုမတည်သေးတဲ့တရားတစ်ခုရဲ့အကြောင်းကိုဘယ်လိုလုပ်ပြီးတော့စဉ်းစားဆင်ခြင်မလဲဆိုတာကမေးတယ်မရှိဘူးလားရှိတယ်အဲ့တော့ဦးဇင်းတို့ပရိယတ္တိစာပေအရာဒီနိဗ္ဗာန်ချမ်းသာကိုသိတော်မူမြင်တော်မူကြတဲ့ဘုရားယန္တာအရိယာသူတော်ကောင်းကြီးတွေကနိဗ္ဗာန်ဆိုတာဘယ်လိုပါလို့သူတို့အတိအလင်းပြောသွားတာတွေမရှိဘူးလားရှိတာပေါ့အဲ့ဒါတွေကအစစ်အမှန်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါတွေကိုလေ့လာလိုက်စားမှတ်သားပြီးတော့ကိုနားလေတဲ့လောက်ကလေးစဉ်းစားဆင်ခြင်ပေးဖို့လိုတယ်ပေါ့ဟုတ်လားနော်အဲ့ဒါလိုနားလေတဲ့လောက်စဉ်းစားဆင်ခြင်ပေးမယ်ဆိုရင်အဲ့ဒါဘာဖြစ်မလို့ဥပတမနုတ္တိအဲ့တော့ဒီနေရာမှာဦးဇင်းတို့နိဗ္ဗာန်ရဲ့ဂုဏ်ကျေးဇူးကိုစဉ်းစားဆင်ခြင်နေဆိုရင်နည်းနည်းလေးအကြံပေးခြင်းတာတစ်ခုရှိတယ်ပေါ့အဲ့ဒါကဘာလို့ဆိုတော့မိမိဘဝမိမိခန္ဓာရဲ့ဆင်းရဲပုံကိုတတ်နိုင်တယ်များသိအောင်ကြိုးစားအောင်ခန္ဓာဟာဆင်းရဲတယ်လို့သိရလေလေနိဗ္ဗာန်ဟာချမ်းသာတယ်လို့ဆန့်ကျင်ဘက်အနေနဲ့ပို့ပြီးတော့သိလာလေလေပေါ့ဟောသူတို့နှစ်ခုကဆန့်ကျင်ဘက်ဟုတ်ရလားဒါကြောင့်ပိဿပေါင်းတို့အဲ့ဒီအချက်ကလေးကိုတော့သတိထားရမယ်ပေါ့နော်အဲ့တော့ကိုကသတိပဋ္ဌာန်ဘာဝနာကိုပွားများပြီးတော့မိမိခန္ဓာဟာဆင်းရဲတုံးဆင်းရဲခဲ့ဖြစ်တယ်ဆိုတာကိုအမှန်ကန်သိအောင်ကြိုးစားအထောက်နိုင်လေလေနော်နိဗ္ဗာန်ချမ်းသာကိုမိမိတို့ရဲ့စိတ်ထဲကနားလည်မှုရှိလာလေလေဒီလိုပြောလို့မရဘူးလားရတယ်ပြီးတော့တနည်းအားဖြင့်လည်းပဲဦးဇင်းတို့ယာဂဒေါသမောဟကုဏနိဗ္ဗာန်ဆိုတဲ့ဟောပြောချက်မျိုးလောက်တော့လူတိုင်းကြားဖို့ရတယ်ပေါ့ဟုတ်လားဒါလည်းပဲဟုတ်ပါတယ်ယာဂဒေါသမောဟကုဏတဲ့သဘောဟုတ်လားသို့တော့အဲ့ဒီဒေသနာကိုကိုကထောက်ပြီးတော့ယာဂဒေါသမောဟနည်းသွားရင်လည်းပဲနော်ထိုက်တဲ့ချမ်းသာဒုက္ခကိုရမယ်နည်းသွားတာတောင်ချမ်းသာတယ်ဆိုရင်ကုံသွားရင်တော့မပြောတော့နဲ့ဆိုတဲ့အတွေးမျိုးနဲ့လည်းပဲနိဗ္ဗာန်ချမ်းသာကိုထိုက်တဲ့လောက်ရိပ်စားမိအောင်စဉ်းစားကြဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့10ခုမြောက်ကြိုးစားအထောက်ရမယ်မိမိတန်တမှာဖြစ်စေရမယ်တတိတရားတွေဘာလဲလို့မေးရင်နိဗ္ဗာန်ရဲ့ဂုဏ်ကျေးဇူးကိုအောက်မေ့အမှတ်ရတဲ့တတိဥပတမနုတ္တိတဲ့အဲ့တော့တတိဘယ်နှမျိုးရှိသွားပြီတော့10မျိုးရှိသွားပြီနော်ဗုဒ္ဓနုတ္တိဓမ္မနုတ္တိသံဃာနုတ္တိသီလနုတ္တိစာဃာနုတ္တိဒေဝတာနုတ္တိအာနာပါနာတတိမရဏတတိကာယကတာတတိဥပဒမနုတ္တိဟုတ်လားအဲ့ဒါဦးဇင်းတို့ကလေးတုန်းကတော့အမေကဒီအနုတ္တိ7ပါးကိုသူနားလေလားနားမလေလားတော့မသိဘူးဒါပေမဲ့ညာတိုင်းတော့ရွတ်တာပဲဟုတ်လားညာတိုင်းရွတ်တယ်နော်ဗုဒ္ဓနုတ္တိဓမ္မနုတ္တိရိုးနေအောင်ကြားရတယ်ပေါ့ဒီဟာတော့နော်ခုကြီးလာတော့မှဒါမြတ်စွာဘုရားကဒီလိုဂုဏ်ကျေးဇူးတွေရှိတယ်ဆိုပြီးတော့ဟောထားတဲ့ဒေသနာကိုလို့ဒါသိရတယ်ပေါ့ငယ်ငယ်တုန်းကတော့ဒါဦးဇင်းတို့အဘိဓမ္မာသင်တဲ့အခါမှာသင်္ကြန်တွေပါတယ်ထဲမှာလည်းပါပါတယ်ဟုတ်လားသို့တော့အကျိုးကျေးဇူးကိုထင်ထင်ရှားရှားပြပြီးတော့ဟောထားတာတွေကိုတော့ကြီးလာမှမြတ်စွာဘုရားရဲ့ဒေသနာတော်တွေကိုလေ့လာဘူးတော့မှဒါသိရတာပေါ့နော်ဒါကြောင့်ပိဿပေါင်းတော်တော့ဒီကနေ့မိမိတို့ရဲ့ဘဝမှာအင်မတန်ကောင်းမွန်တဲ့အကျိုးကျေးဇူးများစွာကိုဖြစ်ပေါ်စေနိုင်တဲ့တတိဟုတ်လားအဲ့ဒီတတိဘယ်နှမျိုးပြောတော့10မျိုးတတိကတော့အောက်မေ့တယ်အမှတ်ရတယ်ဆိုတဲ့သဘောပါပဲသို့တော့အဲ့ဒီအောက်မေ့တဲ့အမှတ်ရတဲ့တတိကဘာကိုအောက်မေ့တာလဲဘာကိုအမှတ်ရတာလဲဆိုတဲ့အာယုံပေါ်မှာမူတည်ပြီးတော့အခုတတိကို10မျိုးပြောလိုက်တာတတိကတော့တကယ်တမ်းကတော့တတိပဲเนาะဘုရားရဲ့ဂုဏ်ကိုအောက်မေ့အမှတ်ရတော့ဗုဒ္ဓနုတ္တိတရားရဲ့ဂုဏ်ကိုအောက်မေ့အမှတ်ရတော့ဓမ္မနုတ္တိအစရှိသဖြင့်ပိဿတို့အလုံးဒါနာလေကြမယ်လို့ထင်ပါတယ်เนาะအဲ့တော့ဦးဇင်းတို့တရားရဲ့အစပိုင်းမှာရှင်ဥပါလိကိုမြတ်စွာဘုရားဟောထားတဲ့ဒေသနာလေးနဲ့ပြန်ပြီးတော့ဆက်ကြည့်ရမယ်เนาะဒီအကျိုးကျေးဇူး9မျိုးကိုမဖြစ်စေဘူးဆိုရင်နေသောဓမ္မောနေသောဝိနည်းရောနေတံတတုတသနာအဲ့ဒါတရားမဟုတ်ဘူးအဲ့ဒါဝိနည်းမဟုတ်ဘူးအဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမမဟုတ်ဘူးဒီအကျိုးကျေးဇူး9မျိုးကိုဖြစ်ပေါ်စေတယ်ဆိုရင်တော့ဧသောဓမ္မောဧသောဝိနည်းရောဧတံတတုတသနာအဲ့ဒါတရားဟုတ်တယ်အဲ့ဒါဝိနည်းဟုတ်တယ်အဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမဟုတ်တယ်လို့ဧကံတေနဓာရိယံတိသေချာပေါက်မှတ်ရမယ်လို့ဒါရှင်ဥပါလိကိုမြတ်စွာဘုရားဟောထားတယ်ပေါ့နော်အဲ့တော့အဲ့ဒီအကျိုးကျေးဇူး9မျိုးကိုရသွားစေနိုင်တဲ့အကျိုးစားအထောက်ရမယ်ဖြစ်ပေါ်စေရမယ်တတိဘယ်နှမျိုးလဲ10မျိုးဟုတ်လားတခြားသောတရားတွေကြောင့်လည်းပဲဒီအကျိုးကျေးဇူး9မျိုးကိုရနိုင်မှာလေမရနိုင်ဘူးလို့ဆိုလိုတာမဟုတ်သို့တော့ဒီနေရာမှာတော့ဦးဇင်းတို့ဒါတရားဆိုတာနော်သူ့ရဲ့အပိုင်းအခြားလေးနဲ့ဒါမြတ်စွာဘုရားဟောထားတာပေါ့နော်အဲ့တော့တရားတိုင်းမှာတော့မြတ်စွာဘုရားရဲ့တရားမှန်ရင်ဒီအကျိုးကျေးဇူး9မျိုးကိုထိုက်သည့်အားလျော်စွာဖြစ်ပေါ်စေတာကြီးပါပဲဟုတ်လားသို့တော့ဒီကနေ့ညတော့တတိဘယ်နှမျိုးမှတ်သားတော့10မျိုးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့သည်မြတ်စွာဘုရားရဲ့အဆုံးအမနော်တရားဝိနည်းလို့မြတ်စွာဘုရားချီးမွမ်းပြီးတော့ဟောထားတဲ့ဒီလိုအကျိုးကျေးဇူးမျိုးကိုဖြစ်ပေါ်စေတဲ့ဒီအနုတ္တိ10ပါးတနည်းအားဖြင့်
အကျိုးများသောတတိ10မျိုးကိုပွားများကြိုးစားအထောက်ပြီးတော့နော်အလွန်ကြီးကျယ်တဲ့အကျိုးကျေးဇူး9မျိုးကိုရရှိနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့အကျိုးများသောတတိ10မျိုးဆိုတဲ့တရားကိုမေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်နော်ဘဝတုတဗ္ဗမင်္ဂလရက္ခန္တုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘွန်တုတိဘဝတုတဗ္ဗမင်္ဂလရက္ခန္တုတဗ္ဗဒေဝတာတဗ္ဗဓမ္မ ानु ဘာဝေနတရာဒုက္ခိဘွန်တုတိဘဝတုတဗ္ဗမင်္ဂလရက္ခန္တုတဗ္ဗဒေဝတာတဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘွန်တုတိဒေတုမကံတင်တရားနာပိသပေါင်းသူတော်ကောင်းတို့ဇာတာအလုံးသောတတ္တဝါနန္ဒတို့အားတဗ္ဗမင်္ဂလာလောကိလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတို့ကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းတဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်ကိုစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်ကိုစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နှကောင်းနှပေါင်းတို့ကလည်းပဲရက္ခန္တုကောင်းစွာမသိဆောင်ရှောက်တော်မူနိုင်ကြပါစေတည်းတဗ္ဗဗုဒ္ဓ ानु ဘာဝေနခေငံဝါလူသေးစုမငါပွင့်တော်မူကြတဲ့သုတတော်ဒါပါဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတည်သောအာနုဘော်တော်တို့ကြောင့်၎င်းတဗ္ဗဓမ္မ ानु ဘာဝေနမေလီရန်ပူလီရန်နိဗ္ဗာန်ပရိတိယဆိုသောဆေရန်သောတရားတော်မြတ်တို့ရဲ့တကူတည်သောအာနုဘော်တော်တို့ကြောင့်၎င်းတဗ္ဗသံဃာ ानु ဘာဝေနမေကတံ၄ရောက်ပလက်တံ၄ရောက်ဆိုသောရှေယောတော်ရိယတံဃာရှင်မြတ်တို့နှင့်တကွာသီလကိုသမာဓိကိုပညာကိုတို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတ္တိဇောအာနုဘောတော်တို့ကြောင့်၎င်းဗราဏီရောညပါဘေခမဆိုင်ချိန်ရှိတိုင်းချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမှချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း